ဒီဒေသနာထဲမှာပါတဲ့အကြောင်းအရာတွေကတာမန်လူသားတွေအနေနဲ့လည်းပဲတချို့အကြောင်းအရာလေးတွေကဒါကြီးမတိုက်ဆိုင်လာဘူးလို့လည်းဆိုလိုက်နေပေါ့တိုက်ဆိုင်နေလို့ပြောမယ်ဆိုရင်လည်းတိုက်ဆိုင်နေလို့တော့ပြောလို့တော့ရပါတယ်ဒါပေမဲ့တချို့အကြောင်းအရာလေးတွေကတရားအထုတ်နေကြတဲ့ပုဂ္ဂိုလ်တို့နဲ့တကယ်ကိုပဲအဝင်ခွင့်ကြရှိလွန်းလာတယ်လို့ဒီလိုလည်းပဲခံစားလို့ရတယ်သူကဥပမာ17မျိုးတောင်ပေးထားတာအဲ့လိုအကြောင်းအရာချက်လက်တွေများလွန်းတဲ့အတွက်ကြောင့်မဟုတ်ဖြစ်တာလည်းပါတာပေါ့နော်အခုလိုတရားအထုတ်ကြတဲ့နော်ယောဂီတွေကိုဟောဖို့ဆိုတာကြတော့ကိုယ်เจ้าကိုဟောတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်အကိုလွတ်လွတ်လပ်လပ်လည်းပို့ပြီးတော့ပြောလို့ရတယ်ဒါကြောင့်မလို့ဒီတရားလေးကိုဟောဖို့ဦးဇင်းတို့စိတ်ကူးပါတယ်အဲ့ဒါမြတ်စွာဘုရားကသိကြလို့တဲ့အ내ဒိဗ္ဗေတွေကိုလွယ်လွယ်ကူကူသိဖို့အတွက်ကြိုးစားအထုတ်တော်မူတဲ့နေရာမှာဥပမာပေးပြီးတော့ဟောတာတွေကအလွန်များတယ်ဥပမာပေးပြီးတော့ပြောလိုက်လို့ရှိရင်လွယ်လွယ်ကူကူရှင်းလင်းသွားတဲ့သဘောရှိတယ်လွယ်လွယ်ကူကူသိမြင်နားလည်သွားတဲ့သဘောရှိတယ်ပြီးရင်လည်းပဲမှတ်လည်းမှတ်မိလွယ်တယ်ပေါ့ဒါတောင်းရုံတယုံဉာဏ်နဲ့ဥပမာပေးပြီးတော့ပြောရဖို့ဆိုတာမလွယ်ဘူးပေါ့နော်အလွန်လေးနက်တဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်ကြောင့်တပ္ပညုတဉာဏ်ကြီးကိုပိုင်ဆိုင်တော်မူတဲ့မြတ်စွာဘုရားမှုလို့သာဒီလိုမျိုးအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဥပမာတွေပေးပြီးတော့စမ်းစမ်းကြဲကြဲလေးလေးနက်နက်ဟောတော်မူတတ်တာစမ်းကြဲယုံမြနဲ့လည်းတန်ဖိုးရှိတယ်လို့မဆိုနိုင်ဘူးနော်လေးနက်ဖို့လည်းလိုသေးတယ်တကယ်အကျိုးရှိဖို့လည်းလိုသေးတယ်တော်မြတ်စွာဘုရားရဲ့ဒေသနာတွေဆိုတာကတော့ချီးကျူးလို့ဂုဏ်နိုင်စရာမရှိပါဘူးဘယ်ရှိတော့မှပဲကြည်ကြည်ဒါဦးဇင်းတို့ရဲ့ဉာဏ်နဲ့ဘလို့မှမြတ်စွာဘုရားရဲ့ဒေသနာတွေကိုပြည့်စုံအောင်မချီးမွမ်းနိုင်ဘူးလို့ဆိုရပါစို့ဟုတ်လားဒါဒီဒေသနာမှာမြတ်စွာဘုရားကဥပမာ17မျိုးပေးပြီးတော့ယဟန်တွေကိုဟောတယ်ယဟန်တို့တဲ့ဟောဒီလောကကြီးမှာအခုပြောမယ့်အင်္ဂါ17မျိုးနဲ့ပြည့်စုံတဲ့နွားကြောင့်သားဟာကြီးပွားဖို့မလွယ်ဘူးနွားတွေနဲ့ကြီးပွားဖို့နွားတို့ကိုညှစ်ပြီးတော့နွားတို့ကနို့ထွက်ပစ္စည်းတွေကိုရောင်းချပြီးတော့ကြီးပွားဖို့အဲ့လိုမျိုးကြီးပွားဖို့အတွက်မဖြစ်နိုင်ဘူးတဲ့အခုပြောမယ့်အင်္ဂါ17မျိုးနဲ့ပြည့်စုံတဲ့နွားကြောင့်သားအဲ့ဒီအင်္ဂါ17မျိုးကဘာတွေလဲဆိုတော့နာရူပင်ယူဟောတိနွားတွေရဲ့အစင်တဲ့နွားတွေရဲ့အရေးအတွက်ကို तू မသိဘူးတဲ့နွားသာကြောင်းနေတာနော်အဖြူကဘယ်နှကောင်အနက်ကဘယ်နှကောင်အနီကဘယ်နှကောင်အဲ့လိုမျိုးအရေးအတွက်ကိုလည်းမသိဘူးနွားတွေရဲ့ရုပ်ဆင်းကိုလည်း तू မှတ်မှတ်သားသားလုပ်တာမရှိဘူးတော့နွားတွေဘလောက်ပြောက်လို့ဘလောက်တိုးတယ်လို့လည်း तू မှမသိဘူးစီးမရှိကံမရှိဘယံမတာဒါကြောင့်တိုးတက်နိုင်တဲ့အကြည့်ပွားနိုင်ကြအကြောင်းမဟုတ်ဘူးဒါနံပါတ်1မတိုးတက်မကြည့်ပွားနိုင်တဲ့နွားကြောင့်သားရဲ့အင်္ဂါရက်ပေါ့နော်နောက်နံပါတ်2နလက္ခဏာကုသလောဟောတိနွားတွေရဲ့လက္ခဏာကိုလည်း तू မကျွမ်းကျင်ဘူးတဲ့မလိမ္မာဘူးတဲ့နွားတွေနဲ့ပတ်သက်ပြီးတော့ပြောရတာဆိုတော့မြို့ဝလူတွေကိုပြောရတာနည်းနည်းတော့ခက်မယ်ပေါ့နော်နွားမှာလက္ခဏာတွေဆိုတာရှိတယ်ဗျဟုတ်လားဦးဇင်းတို့ငယ်ငယ်တုန်းကကြားဘူးတယ်ဝေချက်ဖောက်ဟုတ်လားနွားနန်းတို့မမွေးကောင်းမှုလူကိုထိတယ်ဒီလိုမျိုးအယူဆရှိတာတွေအများကြီးရှိဟုတ်လားနွားရဲ့လက္ခဏာတွေဆိုတာရှိတယ်နွားရဲ့ကြံအင်လက္ခဏာမျိုးရိုးကောင်းတယ်မကောင်းဘူးနောက်အစင်တန်းရှိတယ်မရှိဘူးမမြင်မှလည်းပဲအဲ့လိုမျိုးတွေရှိတယ်ဟုတ်လားအဲ့လိုနွားရဲ့လက္ခဏာကိုလိမ္မာကျွမ်းကျင်မှုမရှိဘူးဒီနွားကကောင်းကျိုးရနိုင်တယ်လို့ဒီနွားကဆိုးကျိုးရနိုင်တယ်တော့လားအဲ့လိုမျိုးနွားရဲ့လက္ခဏာကိုလိမ္မာကျွမ်းကျင်မှုမရှိရင်လည်းပဲဒီနွားကြောင့်လားမကြည့်ပွားနိုင်ဘူးပေါ့နော်နောက်နံပါတ်3မကြည့်ပွားမဲ့လက္ခဏာကဘာလဲဆိုတော့နာအာတာတိကံဟာရိတာဟောတိအာတာတိကံရှင်မမယေတွေကဥချလိုက်တဲ့ယဉ်ကျေးဥတွေကိုနာဟာရိတာဖယ်ရှားခြင်းမရှိဘူးတဲ့ဆိုလိုတာကတစုံတရာထိခိုက်လို့နွားရဲ့ခြေထောက်တို့လက်တို့မှာအနာဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒါရှင်မမယေတွေကယဉ်ကျေးဥတွေဥချတယ်အဲ့ဒါကလောက်တွေဖြစ်ကုန်တာနော်အနာဖြစ်လာပြီဆိုလို့ရှိရင်ရှင်နေရင်တွေပုံလို့ရှိရင်လောက်တွေကြအဲ့ဒီယဉ်ကျေးဥတွေကိုဖယ်ရှားပေးတဲ့သဘောလည်းမရှိဘူးတဲ့တော့အနာဖြစ်ပြီဆိုတာနဲ့ယဉ်ကျေးဥတွေဥပြီးတော့အဲ့ဒီနွားကဘာဖြစ်မလို့ပျက်စီးမှာပေါ့နော်တခြားသောနွားတွေကိုဥဆက်သွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဒါကမကြည့်ပွားမဲ့မတိုးတက်မဲ့နွားကြောင့်သားရဲ့အင်္ဂါရက်နောက်နံပါတ်4အင်္ဂါရက်ကဘာလို့ဆိုတော့နဝနံ
ပရိစ္ဆာဒေတာဟောတိဝဏအနာကိုပရိစ္ဆာဒေတာပုံလွှမ်းခြင်းရှိသည်နာဟောတိမဖြစ်နွားတွေမှာအနာဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါလေးကိုဖုံးပေးထားတာအုပ်ပေးထားတာဆေးတွေပါတွေလိမ့်ပေးတာဒါမျိုးမရှိဘူးပတိလေးပါတွေဆေးပေးထားတာမရှိဘူးအနာကိုဖုံးထားတာမရှိဘူးအနာကြီးကဒီတိုင်းပွင့်နေတယ်တော်တော်နဲ့မပြောင်းနိုင်ဘူးအနာကိုဖွင့်ထားတာအညီအကြီးတွေတင်ပဲဟုတ်လားပတိဆေးပေးတာမရှိဘူးတိုင်ပြီးခိုင်းပြီးရင်တော်တော်နဲ့ပြောက်တော့မှမဟုတ်တော့ဘူးအနာကိုဖုံးလွှမ်းပေးတဲ့သဘောလေးသူမှမရှိဘူးတဲ့နောက်နံပါတ်5ကဘာပြောတော့ဆိုတော့နာဒုမံကတ္တာဟောတိအခုလွတ်ပေးတာလည်းမရှိဘူးတဲ့ဒါလည်းနားလည်အောင်နည်းနည်းတော့ရှင်းပြအခုလွတ်တယ်ဆိုတာဒီနွားတွေကိုချင်းကိုက်မှဆိုလို့ရင်တွေပါတွေထိုးမှဆိုလို့နော်မိခိုးတွေလွတ်ပေးတာအဲ့ဒါဦးဇင်းတို့ရောင်မာနေတော့ကနော်အိမ်မှာနွားမွေးထားတာမဖြစ်စလောက်လေးရှိတယ်ဒီလိုမိုးကရောက်ပြီဆိုလို့ရှိရင်နော်ချင်းမီးဖို့တယ်လို့ခေါ်တယ်ဦးဇင်းတို့အရက်ဒေတာတော့မျက်สูတွေတင်းရွက်6တွေတရွက်6တွေကောက်ရုပ်6တွေနဲ့ရောပြီးတော့အဆူတွေနဲ့ရောပြီးတော့မီးရှို့တာအဲ့မီးခိုးတွေကဥထတယ်အဲ့ဒီမီးခိုးတွေကြောင့်မလို့ချင်းတွေရင်တွေကပြေးတာနွားတွေကိုတနာရင်အဲ့လိုလှုပ်ပေးရတာအမီးကိုဥတာအဲ့ဒါကိုဒီမှာမြတ်စွာဘုရားဟောတာနာဒုမကတ္တာဟောတိအမီးကိုလှုပ်ပေးတာမရှိဘူးအဲ့တော့ချင်းတွေရင်တွေကြိုက်တာကိုခိုင်းရမယ်နွားတွေမကြည့်ပွားနိုင်ဘူးမတိုးတက်နိုင်ဘူးနော်နောက်နံပါတ်6ကဘာပြောလို့ဆိုတော့နတိဋ္ဌံဇာနာတိနွားတွေကိုပဲစိတ်ကမ်းမှာရေးတိုက်ရမယ်ဆိုတော့ तू ကောင်းကောင်းနားမလဲဘူးတဲ့ဒါကြောင့်တိုက်ခြင်းတဲ့စိတ်ကမ်းမှာတိုက်တယ်အမြေကမ်းပါတို့ရေကန်ကြီးတွေရဲ့ဘေးတို့တိုက်တယ်ဆိုတော့ကျုံမိချောင်းတွေရှိတယ်အဲ့ဒီမိချောင်းတွေဘာတွေကဆွဲတာမျိုးပါမျိုးလဲပြုံရနိုင်တယ်ဒါကြောင့်နော်စိတ်ကမ်းကိုလည်း तू ကောင်းအောင်မသိဘူးတိုက်ခြင်းတဲ့နေရာမှာရေးတိုက်တယ်ဒါကြောင့်မလို့ပျက်စီးနိုင်တယ်ပေါ့နွားတွေနောက်နံပါတ်9ကဘာပြောဆိုတော့နပိတံဇာနာတိဘယ်နွားတွေရေတောက်ပြီးပြီဘယ်နွားတွေကတော့ရေမတောက်ရသေးဘူးလို့ရေတောက်ပြီးသားမတောက်ရသေးဘူးဆိုတော့လေခွက်ချပြီးတော့ तू မသိဘူးတဲ့တိုက်ပြီးတာနဲ့တခါတည်းမောင်းချလိုက်တယ်မတောက်ရသေးတဲ့နွားလည်းပဲတက်ပြေးရတယ်တောက်ပြီးသားနွားမှမသိမတောက်ရသေးတဲ့နွားမှမသိအားတွေပါတွေနဲနိုင်တယ်ရေဝအောင်မတောက်ရတဲ့အတွက်ကြောင့်ဟုတ်လားစိတ်ကန်းကိုမသိတာကတော့အန္တရာယ်ရှိတယ်အောက်ကမိချောင်းတွေပါတွေဆွဲမှဆိုးလို့ရေတောက်ပြီးသားကိုမသိတာကတော့ဘာလို့ရေငတ်နိုင်တော့နော်နောက်နံပါတ်8ကဘာပြောတော့ဆိုတော့နဝီထိန်ဇာနာတိနွားတွေရဲ့လမ်းကြောင်းကိုမသိဘူးတဲ့နောက်စကြက်ကိုရအောင်မောင်းနေတဲ့လမ်းကြောင်းရှိတယ်အဲ့ဒီလမ်းကြောင်းကိုလည်းကောင်းကောင်းမရွေးချယ်တဲ့ဘူးအန်ဒီမကင်းတဲ့လမ်းမမသိအန်ဒီကင်းတဲ့လမ်းမမသိနော်ကြားတို့တစ်တို့ချင်းသေးတို့ရှိလို့ရှိမှမသိမောင်းကျင်တဲ့မောင်းကနေလမ်းမောင်းကျင်တဲ့လမ်းကနေမောင်းသွားတယ်လမ်းကိုလည်းမသိဘူးတဲ့နောက်နံပါတ်9ကဘာပြောတော့ဆိုတော့နာဂောစရာကုသလောဟောတိနွားတွေရဲ့ဇကြက်ကိုလည်းမသိဘူးတဲ့နော်ဇကြက်ကိုမသိဘူးဆိုတာကြတော့နည်းနည်းလေးပြောဖို့လိုတယ်ဒီဇကြက်ကြီးအမြဲတမ်းကြောင်းနေလို့ရှိရင်မြက်ကမနေ့ကမှစားတာနောက်ထပ်စားတဲ့သိပြီးတော့မရှိဘူးဇကြက်4 5 6ခုသူကအလဲအလဲနဲ့နောက်9ရက်ချာတစ်ပတ်9ရက်ချာတစ်ပတ်ဒီဇကြက်ကိုကြအောင်စီမံပြီးတော့နွားကြောင်းတဲ့ရတယ်နောက်4 5ရက်လောက်နေလို့ရှိရင်လွန်ခဲ့တဲ့4 5ရက်ကစားထားတဲ့မြက်ကလေးတွေကအညော့အညောင်လေးတွေထွက်ပြီးတော့စားစရာအစ်တကူထပ်ပြီးတော့ရလာတယ်ဒါကြောင့်စကြက်ကိုလည်းနားလည်ဖို့လိုတယ်ဘယ်စကြက်ကစားစရာတွေရှိတယ်ဘယ်စကြက်ကတော့စားစရာနေတယ်ဒါကိုလည်းသိရတယ်အဲ့ဒီလိုမျိုးသူ့မှာသိတဲ့သဘောလိမ္မာကျွမ်းကျင်တဲ့သဘောမရှိဘူးတဲ့နာဂောစရကုသလောဟောတိနောက်နံပါတ်10ကဘာပြောလို့ဆိုတော့အနဝတေတာဒောဟိနုညစ်တဲ့အခါမှာနှုတ်ကိုအကျွင်းအကြံမရှိအကုန်ညစ်ပြစ်တယ်တဲ့နှုတ်ညစ်တယ်ဆိုတာနွားပေါက်စားကလေးသားပေါက်စားလေးရှိမှနှုတ်ညစ်လို့ရတာအဲ့ဒါသူရကျင်တာပဲသိတယ်လောဘကြီးတယ်ပေါ့နွားပေါက်စားလေးကိုသူမချမ်းဘူးနှုတ်ကိုအပြောင်းအရှင်းအကုန်ညစ်ပြစ်တယ်တဲ့အဲ့ဒါလည်းပဲမကြည့်ပွားမတွတ်တဲ့ခြင်းရဲ့အကြောင်းနောက်နံပါတ်7ကဘာပြောလို့ဆိုတော့ဟိုနွားတွေရဲ့အကြီးအကဲဆိုတာရှိတယ်နွားတွေမှာရှေ့သွားခေါင်းဆောင်နွားလားဆိုတာရှိတယ်ဟုတ်တယ်နော်ရှေ့ဆောင်နွားလားဖြောင်းမြောင်သွားမှနောက်နွားတစ်တန်ဖြတ်မြောင်လိုက်ဤဗမာစကားရှိတယ်မဟုတ်လားဂောပိတရောနွားရဲ့ဖခင်ဂောပရိနာယကနွားတွေရဲ့ခေါင်းဆောင်အဲ့ဒီလိုနွားထဲမှာအကြီးဖြစ်တဲ့အကောင်ကိုအတိတွေကပူဇေတာအဲ့ဒါကိုသူဂယုဆိုင်ဘူးဒီထဲမှာတော့ပူဇော်တယ်ဆိုတဲ့အသုံးလေးသုံးတယ်သူ့ကိုတကယ်ကိုဂယုဆိုင်ဖို့လိုတယ်နွားတွေဘေးကင်းဖို့နော်သူကနွားရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်နွားတွေကိုစောင့်ရှောက်ဖို့ဒီနွားကြီးကိုဂယုဆိုင်ဖို့လိုတယ်
အဲ့ဒါနွားတွေရဲ့ခေါင်းဆောင်ဓာတ်တွေရဲ့ရှေ့ဆောင်ဒါကိုသူဂရုစိုက်အကောင်မှပူဇော်အကောင်မှတန်ဖိုးထားအကောင်မှမသိဘူးတဲ့မကြီးပွားမတိုးတက်နိုင်တဲ့နွားကြောင်သားရဲ့အင်္ဂါဘယ်နှချက်တော့17ချက်ဟုတ်လားအဲ့လိုပဲတဲ့ဒီသာသနာတော်မြတ်မှာလည်းပဲတချို့ယဟန်တွေဟာကြီးပွားတိုးတက်နိုင်ကြအကြောင်းမရှိဘူးတဲ့ကုသိုလ်တရားဖြင့်ကြီးပွားတိုးတက်စရာအကြောင်းမရှိဘူးအင်္ဂါ17ပါးနဲ့ပြည့်စုံမယ်ဆိုရင်အဲ့ဒီယဟန်လည်းပဲမတိုးတက်နိုင်ဘူးမကြီးပွားနိုင်ဘူးဟုတ်အဲ့ဒီအင်္ဂါ17ပါးကဘာလို့အခုပြောခဲ့တဲ့အင်္ဂါ17ပါးကိုပဲတန်းပြောလိုက်တာမြတ်စွာဘုရားပြီးတော့မှဒါကဘာကိုဆိုလိုတယ်ဆိုတာကိုအသေးစိတ်ပိုင်းခြားဝေဖန်ပြတာနာရူပင်ညူဟောတိအစင်းကိုလည်းမသိဘူးနော်နာလက္ခဏာကုသလောဟောတိလက္ခဏာကိုကျွမ်းကျင်လိမ့်မာတဲ့သဘောလည်းမရှိဘူးနအာတာတိကဟာရိတာဟောတိနော်ယင်ကြီးဥကိုဖယ်ပြစ်တာလည်းမရှိဘူးနဝဏပရိစ္ဆာတိတာဟောတိနော်အနာကိုဖုံးလွှမ်းထားတာလည်းမရှိဘူးနဒုမကတ္တာဟောတိမိခိုးတွေလွတ်ပေးတယ်ဆိုတာလည်းမရှိဘူးတဲ့နတိဋ္ဌံဇာနာတိစိတ်ကန်းကိုလည်းမသိဘူးဘယ်ရေစိတ်မှာရေတိုက်ရမလို့မသိဘူးနော်နအပိတံဇာနာတိရေတောက်ပြီးသားလားမတောက်ရသေးဘူးလားဆိုတာကိုလည်း तू မသိဘူးတဲ့နဝိထိဇာနာတိဘယ်လမ်းကြောင်းကသွားရင်ဘေးကင်းမယ်ဆိုတာကိုလည်း तू မသိဘူးနဂောစရကုသလောဟောတိစကြက်မှာလိမ္မာကျွမ်းကျင်တဲ့သဘောလည်းမရှိဘူးအနဝတေတာဒောဟိနွားတို့ကိုလည်းပဲအကျွင့်ကြံမရှိအကုန်ညှစ်ပစ်တယ်တဲ့ဟုတ်လားပြီးတော့ပါတော့ခေါင်းဆောင်ရှေ့သွားခေါင်းဆောင်ကိုလေးစားမှပူဇော်မှမျက်နှိုးမှဒါလည်း तू မသိဘူးတဲ့အဲ့လိုမျိုးအင်္ဂါ7ပါးနဲ့ပြည့်စုံတဲ့ယဟန်ဟာရှိပွားတိုးတက်စရာအကြောင်းမရှိဘူးတဲ့အခုမှသိစီလို့ရင်အနေလေးတွေကိုမြတ်စွာဘုရားတည်တည်ချာချာဝေဖန်ပြမှာနော်17မျိုးတောင်ပြောအောင်ပါဆိုတော့တချို့အကြောင်းအရာလေးတွေကတော့အကျဉ်းမြင့်တော့ပဲမှားရမှာပေါ့ဟုတ်လားဒါဒီမှာနရူပင်ညူဟောတိနွားတွေရဲ့အစင်းတက်ကိုမသိဘူးဆိုတာဘာပြောတာတော့နွားကြောင်သားကနွားတွေရဲ့အစင်းတက်ကိုမသိဘူးဒီယဟန်ကလည်းရုပ်ကိုမသိဘူးဆိုတာဘာကိုပြောတာတော့ဒီခန္ဓာကိုယ်ကိုအမာခံအားဖြင့်မဟာဗုဒ္ဓကြီး၄ပါးကိုအခြေခံပြီးတော့တည်ဆောက်ထားတာအဲ့ဒီမဟာဗုဒ္ဓကြီး၄ပါးကိုမှီပြီးတော့မှဥပါဒယုတ်တိဆိုတာဖြစ်နေတာဟုတ်လားအဲ့တော့အကျဉ်းများဖြင့်ဒါကဘာကိုပြောတာလဲဆိုတော့ရုပ်ကိုမသိဘူးလို့ပြောတာကိုယ့်ရဲ့ဒီရုပ်အစုဝေကြီးဘယ်လိုတည်ဆောက်ထားတယ်ဆိုတာကိုနားမလည်ဘူးပထဝီဆိုတာဘာလဲ तू မသိဘူးတေဇောဆိုတာဘာလဲအဘောဆိုတာဘာလဲဝါယောဆိုတာဘာလဲ तू မသိဘူးအဲ့ဒီမဟာဗုဒ္ဓကြီး၄ပါးကိုအမိပြုပြီးတော့ဖြစ်နေတဲ့ဥပါဒယုတ်တွေဆိုတာကိုလည်း तू မသိဘူးဥပါဒယုတ်တွေဆိုတာကဘုရင်တို့ပတာရယုတ်တွေရှိတယ်ကောသရယုတ်တွေရှိတယ်ဟုတ်လားဒီပထဝီအဘောတေဇောဝါယောဆိုတဲ့မဟာဗုဒ္ဓကြီး၄ပါးကိုပဲအမိပြုပြီးတော့ဖြစ်နေတဲ့ဥပါဒယုတ်တွေရှိတယ်ဟုတ်လားအဲ့ဒီယုတ်တွေရဲ့သဘောနားမလဲဘူးယုတ်တွေဘယ်လောက်ရှိတယ်ဆိုတာလည်းမသိဘူးဘလို့တိဆောက်ထားတယ်ဆိုတာကိုလည်း तू ဘာမှမသိဘူးအဲ့ဒီလိုယဟန်မျိုးဟာကုသိုလ်ကောင်းမှုတို့ဖြင့်တွတ်တက်ကြီးပွားတဲ့အကြောင်းမရှိဘူးတဲ့။ရုပ်ကိုမသိလို့ရှိရင်ဒီရုပ်ကိုအမိပြုပြီးတော့ဖြစ်နေတဲ့နာမ်ကိုသိဖို့ဆိုတော့ပိုတောင်ခက်သွားတာပေါ့နော်။ဟုတ်တယ်မဟုတ်လား။တကယ်တမ်းကနံတရားဆိုတာဘာကိုအမိပြုပြီးတော့ဖြစ်နေတာတော့ရုပ်ကိုအမိပြုပြီးတော့ဖြစ်နေတာဟုတ်လား။ဒါကြောင့်မလို့ရုပ်အရှင်းကိုမသိဘူးဆိုတာကိုအကျဉ်းမြန်ဖြင့်အဲ့လောက်ပဲနားလည်ရမယ်။နောက်ပိုင်းအကြောင်းအရာတွေကိုအနေနဲ့လေးအခြေပြောခြင်းလို့နော်။မဟာဗုဒ္ဓကြီး၄ပါးကိုမသိဘူးမဟာဗုဒ္ဓကြီး၄ပါးကိုအမိပြုပြီးတော့ဖြစ်နေတဲ့ဥပါဒယုတ်တွေကို तू မသိဘူးအကျဉ်းမြန်ပြောရရင်ကိုယ့်ရဲ့စပိန်မွေးစာခြေပွားဆုံးနော်ဒီမြင်နေရတဲ့ကိုယ်ကောင်ကြီးရဲ့အနေအထားမှန်ကို तू မသိဘူးတဲ့ဟုတ်လားပုံတရံကြီးကပြည့်ညံ့တော့အထက်ထဲမှာတကယ်ဖြစ်နေတဲ့ရုပ်အနေအထားကဘာလဲဥတဲ့သဘောအေးတဲ့သဘောမာတဲ့သဘောပြော့တဲ့သဘောနှုတဲ့သဘောကြမ်းတဲ့သဘောနော်လှုပ်တဲ့သဘောတွန်းတဲ့သဘောကန်တဲ့သဘောဒါတွေဒါလည်းတကယ်ပရမတ္ထသဘာဝတွေတကြီးလေးပါးကိုသိတယ်ဆိုတာအဲ့လိုသိရမှာပုဂ္ဂိုလ်တ attva မဟုတ်ဘူးသဘာဝတွေလို့ဒီလိုသိရမှာအဲ့ဒါမသိရင်ပါလေနာရူပင်ညူဟောတိနော်နွားဘယ်နှကောင်ရှိလို့ရှိမှမသိအနီကဘယ်နှကောင်မှမသိအဖြူကဘယ်နှကောင်မှမသိဘာမှမသိပျောက်ချင်ရပျောက်လွင့်ချင်ရလွင့်တိုမှလည်းမသိယောမှမသိယောမှလည်းမသိတကယ်ကိုဗျံပဒနွားကြောင့်သားပေါ့နော်အဲ့ဒါဒကာဓမ္မတို့ဦးဇင်းတို့တွေဟာအဲ့လိုနွားကြောင့်သားလားဆိုတာကိုယ့်ကိုရှင်းစေရမယ်ဟုတ်လားနောက်ဦးဇင်းတို့နလက္ခဏာကုသလောဟောတိတဲ့နော်လက္ခဏာကိုမသိဘူးတဲ့နွားတွေရဲ့ကြံ့ရင်လက္ခဏာကိုမသိဘူးအဲ့ဒါဘာကိုပြောတာတော့အဲ့ဒါတွေနည်းနည်းစိတ်ဝင်စားကြကောင်းတော့ဦးဇင်းကဒါမှမြတ်စွာဘုရားဟောလိုက်မလဲလို့အဲ့ဒီနားလေးရောက်တော့စိတ်ဝင်စားကြည့်မိတယ်ကိုထင်တာနဲ့တခြားသေးပဲဟုတ်လားလက္ခဏာကိုမသိဘူးဆိုတာဘာပြောတာလဲဆိုတော့နော်လူမိုက်ရဲ့လက္ခဏာပညာရှိရဲ့လက္ခဏာကိုမသိတာကိုပြောတာတဲ့
လူမိုက်ဆိုတာအကုသိုလ်ကံလင်တိကြောင်းလက္ခဏာရှိတယ်ပညာရှိဆိုတာကုသိုလ်ကံလင်တိကြောင်းလက္ခဏာရှိတယ်ဒီနေ့မှာလက္ခဏာဆိုတဲ့စကားလုံးလေးကိုနည်းနည်းရှင်းရမယ်နော်လက္ခဏာဆိုတာတိကြောင်းအမှတ်သားနော်လက်ပေါ်မှာထင်းနေတဲ့အရေးအကြောင်းလေးတွေကိုလက္ခဏာလို့ပြောတာမဟုတ်နော်ဆိုကြပါစို့လူတယောက်ကရှေ့ရှေ့မဲမဲဒါသူ့ရဲ့လက္ခဏာပဲဟာအဲ့ဒါဆိုမစုဖြစ်နိုင်တယ်အမှတ်အသားပေါ့နော်အဖြူဖြူပုပုဒါမစုဖြစ်နိုင်တယ်လက္ခဏာဆိုတာတိကြောင်းအမှတ်အသားကိုလက္ခဏာလို့ပြောတာအဲ့ဒါကယုတ်တိနန္ဒီရဲ့လက္ခဏာကိုဒီနေရာမှာဆိုတာမဟုတ်လူမိုက်ရဲ့လက္ခဏာပညာရှိရဲ့လက္ခဏာကိုသိရမယ်လူမိုက်ရဲ့လက္ခဏာကဘာလဲလူမိုက်ရဲ့လက္ခဏာကမကောင်းတာတွေးမယ်မကောင်းတာပြောမယ်မကောင်းတာလုပ်မယ်ဒါလူမိုက်ရဲ့လက္ခဏာလုပ်ပြီးဆိုရင်မကောင်းတာပဲပြောပြီးဆိုရင်မဟုတ်တာပဲတွေးပြီးဆိုရင်မသိတော့တာပဲဒါလူမိုက်လို့သိနိုင်နေတယ်ပညာရှိရဲ့လက္ခဏာကဘာဖြစ်မလဲစန့်ကျင်ပဲပေါ့နော်လုပ်ပြီးဆိုရင်ကောင်းတာပဲပြောပြီးဆိုရင်ဟုတ်တာပဲတွေးပြီးဆိုရင်မှန်ကန်တာအကြည့်တွေးတယ်အဲ့ဒါလို့အလုံးအပြောအကြံကံသုံးပါးမှာနော်ယောသားဖြောင့်မမှုအပြည့်နဲ့မှန်မှန်ကန်ကန်အလောက်ကံပြောဆိုတွေးကြံနေတဲ့ပုဂ္ဂိုလ်ကိုလူပညာရှိလို့ဒီလိုသိရလူပညာရှိလို့သိနိုင်တာဒါပဲလက္ခဏာတချို့ကပြောကြတာနော်ဟာလူမိုက်ဂျိုးပေါက်နေတာမဟုတ်ဘူးဂျိုးတော့မပေါက်ဘူးပေါ့သို့တော်လည်းပဲလူမိုက်လို့တော့သိနိုင်တဲ့အကြောင်းလက္ခဏာတွေတော့မရှိဘူးလားသူဘာတွေပြောတော့သူဘာတွေလုပ်တော့သူဘာတွေတွေးတော့အဲ့ဒါကိုသိအောင်လုပ်ဟုတ်လားဒါကြောင့်အဲ့ဒါလည်းယုတ်တိရဲ့မသိနိုင်တဲ့အတွက်ကြောင့်လူအကြောင်းကိုဘာလို့မှသိတယ်လို့ဆိုတော့ပေါင်းမှသိတယ်လို့ဆိုတာနော်ဟုတ်တယ်နော်လူအကြောင်းမပေါင်းမဲနဲ့မသိနိုင်ဘူးပေါင်းကြည့်မှသာလေသူ့ရဲ့ကာယကံဝစီကံမနောကံတွေကိုခံမနိုင်တာကာယကံဝစီကံမနောကံကိုခံမနိုင်မှသာလေသူဟာလူကောင်းလားလူဆိုလားသို့မဟုတ်လူမိုက်လားပညာရှိလားဆိုတာကိုသိနိုင်တာဟုတ်လားအဲ့တော့အဲ့လိုလက္ခဏာမသိဘူးဆိုလို့ရှိရင်ဒီရဟန်းကပေါင်းကျင်တဲ့လူနဲ့ပေါင်းတော့မှာဟုတ်တယ်မဟုတ်လားလူမိုက်လက္ခဏာလည်းမသိပညာရှိလက္ခဏာလည်းမသိပေါင်းကျင်တဲ့လူနဲ့ပေါင်းရင်ဖြစ်ချင်တာတွေဖြစ်တော့မှာမိုက်တဲ့လူနဲ့ပေါင်းရင်မိုက်တဲ့မကူးဝေဘူးလားဗျာကူးတယ်နော်သိတဲ့လူနဲ့ပေါင်းရင်အသိတဲ့ကူးတာပဲမသိတဲ့လူနဲ့ပေါင်းရင်မသိတဲ့တွေကူးတာပဲဟုတ်တယ်ခုနကတော့အပေါ်ယံပဲစဉ်းစားကြည့်တယ်နော်စိတ်ဓာတ်ယုံမာတဲ့ပုံကိုယ်တွေမဟုတ်တာတွေလုပ်တဲ့ပုံကိုယ်တွေနော်တဘာဝမချတဲ့လူတွေဒီလိုမိုက်မဲတဲ့လူတွေနဲ့ပေါင်းတင်ဆက်ဆံရတာဟာများသောအားဖြင့်ဘာတွေပဲဖြစ်เสียအကြောင်းရှိတယ်အာဟုသူတွေပဲဖြစ်เสียအကြောင်းရှိတယ်နော်ကိုယ်အိမ်မှာနော်အသိဉာဏ်လုံးနဲ့မိုက်မဲတဲ့လူတယောက်လောက်မြန်ပါမယ်ဆိုလို့ရှိရင်ပိုးပြီးတော့ဒီစကားကိုခံစားနိုင်တယ်အဲဒီမမြင်ရင်လို့လည်းမရမကြားခြင်းလို့လည်းမရမြင်နေရကြားနေရတဲ့တခုမှစိတ်ထဲကဘာဖြစ်နေတော့သိတဲ့ရမကြအဲ့ဒါကုသိုလ်တွေလားအကုသိုလ်တွေလားအကုသိုလ်တွေပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကြီးပွားတိုးတက်ခြင်းနဲ့ဆိုလို့ရှိရင်ငါကြောင့်သားဟာနွားရဲ့လက္ခဏာကိုသိရမယ်နော်လူဆိုလို့ရှိရင်တော့လည်းဘာကိုသိရအောင်လို့လူမိုက်ရဲ့လက္ခဏာပညာရှိရဲ့လက္ခဏာကိုသိရမယ်လို့ဒီလိုဟောတယ်ဟုတ်လားဒီဒါကနံပါတ်1နော်မပြည့်စုံခြင်းရဲ့လက္ခဏာအကြောင်းတရားပေါ့နော်နောက်နံပါတ်3ကဘာပြောတော့နာအာတာတိကံဟာရိတာဟောတိနော်ကြားလာတဲ့ယဉ်ကျေးဥတွေကိုဖဲမပြစ်ဘူးတဲ့နော်မှာအခက်မသိလို့အနာဖြစ်နေတယ်ရင်ကောင်းတွေကယဉ်ကျေးဥတွေဥကြတယ်ဥတွေကပွေးလို့ခဏနေဘာဖြစ်တော့မလို့လောက်တွေဖြစ်တော့မယ်အဲ့ဒီလောက်တွေဖြစ်လို့ရှိရင်ဒီအသားတွေဘာလို့လဲကင်မယ်အနာကြီးတစ်ပြေးနဲ့ကြည်လာမယ်လှိုင်ဖွဲ့ပြီးတော့ဒီတော့ဘာဖြစ်လို့ရှင်သေဖို့ပဲရှိတယ်ပေါ့နော်အဲ့ဒါကဘာကိုပြောတာတော့ဖြစ်ပေါ်လာတဲ့ကာမဝိတ္တ၊ဗျာပါဒဝိတ္တ၊ဝိဟိတဝိတ္တလို့ဆိုတဲ့ဒီအတွေးစိုးအကြံစိုးတွေကိုဖယ်ရှားမပြစ်ဘူးလို့ပြောတာနော်အတွေးစိုးအကြံစိုးတွေကိုယဉ်ကျေးဥလို့ပြောတာယဉ်ကျေးဥကဘာဖြစ်မှာတော့လောက်ဖြစ်မှာနော်လောက်ကဘာဖြစ်မှာတော့အသားကိုကိုက်မှာဖြစ်စည်းမှာဟုတ်လားအဲ့လိုပဲကာမဝိတ္တ၊ဗျာပါဒဝိတ္တ၊ဝိဟိတဝိတ္တအတွေးစိုးတွေဒါပေတဲ့လို့နားလဲပါတယ်ကာမဝိတ္တဆိုတာဘာပြောတာတော့ကာမဂုဏ်အာယုန်လေးနဲ့ပတ်သက်ပြီးတော့ပဲတွေးနေတာကြံနေတာနော်ကြည်ဖို့ပဲစဉ်းစားနေတာနားထောင်ဖို့ပဲစဉ်းစားနေတာနမ်းရှုဖို့စားတော့ဖို့တွေ့ကြည့်ဖို့ဒါပဲစဉ်းစားနေမြင့်မြတ်တဲ့အတွေးမပါအောင်ဟုတ်လားဒါပါလေရှင်ကြီးဥခဏနေရင်လောက်ဖြစ်ပြီးတော့ကြိုက်တော့မှသူကဟုတ်လားသူ့ကိုဘာလို့ဖြစ်ဖို့လို့တော့ဖယ်ရှားဖြစ်ဖို့လို့တယ်ကာမဝိတ္တပြီးတော့မှလာတော့ဖြာပါဒဝိတ္တဖြာပါဒဝိတ္တဆိုတာဒေါသနဲ့ရှင်တဲ့အတွေးစိတ်တိုင်းမကြဘူးဘဝမကြဘူးမြင်ရတာတွေကြားရတာတွေတွေးမိတာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပူလောင်နေတဲ့စုပွက်နေအဲ့ဒီလိုအတွေးမျိုးတွေနဲ့အချိန်ကုန်နေအဲ့ဒါဘာခေါ်တော့ဖြာပါဒဝိတ္တဟုတ်လားသူလည်းပါလေရှင်ကြီးဥတစ်မျိုးပဲလောက်ဖြစ်တာနဲ့ထိုးမှာနော်သူကဟုတ်လားပြီးတော့ပါတော့ဝိဟိတဝိတ္တဝိဟိတဆိုတော့ပိုးကျန်းသွားဝိဟိတဝိတ္တဆိုတာကညင်တယ်မှုနဲ့ရှင်တဲ့အတွေးစိတ်တူယုံနေမကတော့ဘူးကိုစိတ်တူတဲ့အရာကိုဖြစ်စည်းဖြစ်ချင်တော့လားနော်တက်မဲ့အရာတစ်ခုဆိုရင်လည်းပေါက်ခွဲပလိုက်မယ်ပေါက်ချိုးပလိုက်မယ်ဟော
ဖြစ်စည်းပြရှင်တော့လားညှင်းဆဲခြင်းတော့နော်အသက်ရှိတဲ့တော့ဆိုတော့ညှင်းဆဲတယ်သုံးမှာပေါ့ဟုတ်လားကိုယ်စိတ်တို့တဲ့အရာကိုယ်စိတ်တိုင်းမကြတဲ့အရာလူတယောက်ဖြစ်မယ်ဆိုရင်ဘာလုပ်မလို့ညှင်းဆဲဖို့စဉ်းစားတော့တာသူဘယ်လိုဒုက္ခပေးရမလို့ဘယ်လိုများလုပ်လိုက်ရမလို့ဘယ်လိုများပြောလိုက်ရမလို့အနည်းဆုံးတော့ပြောလိုက်ရင်လည်းဆင်းရဲတော့မှလေတစ်ဖက်လူကအဲ့လိုမျိုးဆင်းရဲဖို့အထိလူတစ်ဖက်သားကိုဒုက္ခပေးဖို့အထိညှင်းဆဲဖို့အထိကြံစီတွေးတောလာတဲ့အတွေ့များကိုခေါ်တော့ဝိညာဉ်ဝင်တဲ့တော့အဲ့ဒီအတွေ့ဟာပါလေရင်ကျေးဥပဲတဲ့ခဏနေရလောက်ဖြစ်ပြီးတော့မိယာကိုသူကြိုက်တော့ပါဟုတ်လားအဲ့ဒီအတွေ့အကြုံ၃မျိုးဟာကိုယ့်ရဲ့စိတ်နှလုံးမှာဖြစ်လာပြီဆိုရင်ဘာဖြစ်လာတော့စိတ်နှလုံးကိုထိုးဆွတော့မှာနော်ကြိုက်တော့မယ်ဟုတ်လားဒါကြောင့်ဒါကိုဘာလို့ပြစ်ဖို့လို့တော့ဖယ်ရှားပြစ်ဖို့လို့တဲ့အဲ့ဒါကိုမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်လောက်ကိုမဖယ်ရင်ကျေးဥမဖယ်နိုင်တဲ့နွားကြောင့်လားအကြည်ဝါးစရာတိုးတက်စရာမရှိတယ်လို့ဒီရန်လည်းတိုးတက်စရာအကြောင်းမရှိဘူးလို့ပြောတာဟုတ်လားနောက်နံပါတ်၄ကဘာလဲတော့နဝန္တံပရိစ္ဆာဒေတာဟောတိတဲ့တော့ဒါလေးကပြောစရာကောင်းအနာကိုဖုံးမထားဘူးတဲ့နော်အနာဖြစ်လာပြီဆိုလို့ရှိရင်အနာကိုရှိလိမ့်ပေးဖို့လိုတယ်နော်ပတိလေးနဲ့အုပ်ပေးထားဖို့လိုတယ်စီးတယ်ရင်စီးပေးထားဖို့လိုတယ်ဟုတ်လားအမှရှင်ခုနကတော့ပြောတဲ့ရင်လေးကြာလာတော့ကြာလို့တော့လည်းကောင်းအချင်းချင်းတိုက်မိလို့တော့လည်းကောင်းတခုနဲ့ထိမိလို့တော့လည်းကောင်းဒါကအများကြီးကျဲပြီးတော့ပွာလာတဲ့အကြောင်းမရှိဘူးလားရှိတယ်ဒါကြောင့်အနာဖြစ်လာပြီဆိုရင်အနာကိုဘာလုပ်အောင်လို့ဖုံးထားရမယ်အဲ့တော့အနာကိုဖုံးထားတယ်ဆိုတာဘာပြောတာတော့ဒီကောင်တို့ဦးဇင်းတို့ရဲ့ကန္နာကိုကြီးမှာနော်အနာကြီး6လုံးရှိတယ်တဲ့သိမိမယ်တင်ပါတယ်အနာကြီး6လုံးကဘာတော့မျက်စိနာနာလျှာကိုယ်စိတ်ကိုအနာကြီး6လုံးလို့ပြောတာဟုတ်လားမျက်စိကတကယ်တမ်းကတော့အနာကြီးပဲနာဟာတကယ်တမ်းကတော့အနာကြီးပဲနှာခေါင်းကအနာကြီးပဲနော်လျှာဟာအနာကြီးပဲထိမှန်းသိတဲ့နေရာတွေအကုန်လုံးကအနာပဲနော်တွေးတတ်တဲ့စိတ်ကဘာလဲအနာပဲဘယ်နည်းနဲ့နာနိုင်တော့ဒီအနာကိုအုပ်ထားဖို့လိုတယ်သူဘယ်နည်းနဲ့နာနိုင်တော့အမြင်လိုက်ရပြီဆိုတာနဲ့နော်သဘောကျတဲ့နဲ့တွေ့ရင်ຢာကဆိုတဲ့နော်ဆင်းရဲမှုနဲ့နာကျင်ကြိုက်ခဲ့တယ်နော်စိတ်တိုင်းကြရမြင်လိုက်ရပြီဆိုရင်ဘာလို့ဒေါသဖြင့်စိတ်နှလုံးဟာနာကျင်ကြိုက်ခဲ့တယ်မြင်တာနဲ့ပတ်သက်ပြီးတော့အမျက်စိအနာကနှိမ့်ဆက်တယ်ဆိုတာအလွန်ထင်ရှားတယ်ပေါ့နော်အဲ့လိုဆိုရင်ဦးဇင်းရဲ့ဒီအနာတွေကိုအုပ်ထားတယ်ဆိုတာဘာနဲ့အုပ်အမှာတော့ဆိုတော့မျက်လုံးဆိုရင်မျက်ခွန်လေးနဲ့အုပ်ရုံနဲ့လုံးသလားစဉ်းစားရရှိတယ်မျက်လုံးကိုမျက်ခွန်နဲ့အုပ်လို့လုံးနေဆိုရင်နားဆိုတော့ဘာနဲ့အုပ်လဲစဉ်းစားရကောင်းတယ်နော်စဉ်းစားရကောင်းတယ်နော်အဲ့တကယ်တမ်းကဒီအနာကြီးတွေကိုအုပ်တယ်ဆိုတာဘာနဲ့အုပ်ထားအောင်ဖုံးတယ်ဆိုတာဘာနဲ့ဖုံးတာဆိုတတိနဲ့ဖုံးရမှာအဲ့နဲ့ဖုံးရမှာတော့တတိနဲ့ဖုံးရမှာနော်မျက်စိကိုပိတ်ထားလိုက်ရုံနဲ့လုံးသွားတာမဟုတ်နားကိုပိတ်ထားလိုက်တာနဲ့လုံးသွားတာမဟုတ်ဘူးဒီနေရာမှာမြတ်စွာဘုရားအသေးစိတ်ဟောတယ်မြင်တာနဲ့ပတ်သက်ပြီးတော့တဲ့နော်ပုံတရနမိတ်အသေးစိတ်ကလေးတွေကိုယူဆွဲလိုက်မယ်ဆိုလို့ရှိရင်ပုံဖော်လိုက်မယ်ဆိုလို့ရှိရင်ຢာကသို့မဟုတ်ဒေါသကဖြစ်လာမယ်ဒါကြောင့်မြင်တယ်ဆိုလို့ရှိရင်အဲ့ဒီနမိတ်ပုံတရအသေးစိတ်လေးတွေကိုမဖော်မိအောင်မြင်တဲ့နေရာတွေရက်နိုင်အောင်ကြိုးစားရမယ်ကျုပ်တည်းကြည့်လိုက်ရင်မြင်တာအယောင်ပဲတကယ်တမ်းကမြင်လိုက်တာအယောင်လေးပဲသိလားအာတရားလှတယ်အိုတယ်သို့မဟုတ်ဘသူပဲပဲဟွာပဲပူတယ်ရှိတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နော်အဲ့လိုမျိုးတက်ပြီးတော့ပုံဖော်လိုက်တာကဒီစိတ်ထဲကဖော်တာမနှောကဖော်တာပေါ့နော်မျက်စိကအယောင်ပဲမြင်တယ်ဒါပါပဲလို့သိသွားတာကစိတ်ကသိတယ်နော်စဉ်းစားနော်အခုဦးဇင်းကကြည့်လိုက်တယ်မျက်စိကမြင်တာစိတ်စိတ်ကြီးပဲစိတ်ကသိတာကတော့ပေါ်စောလို့သိတယ်မျက်စိကပေါ်စောလို့မသိဘူးမျက်စိကအစိမ့်ပဲသိတယ်လူတွေကိုကြည့်လိုက်တယ်နော်အဖြူနဲ့အညိုဝတ်ထားတယ်ကောင်းမှစမမွေးတွေမဲနေတယ်မျက်စိကမြင်တာကအညိုအဖြူအမဲဒါပဲမြင်တယ်လူလို့သိလိုက်တာကယောဂီလို့သိလိုက်တာကစိတ်ကသိတာဟုတ်လားစိတ်ကအဲ့လောက်တင်ရက်သလားမရက်ဘူးနော်ဒါငါသိတဲ့လူငါသိတဲ့လူမှာငါမုန်းတဲ့လူသို့မဟုတ်ငါချစ်တဲ့လူငါလူသူ့လူဟောအမျိုးမျိုးခွဲပြသွားတယ်မျက်စိကအဲ့လောက်ထိမသိဘူးမျက်စိကသိတာအယောင်ပဲသိတာဟုတ်လားသို့တော်တရားမလို့ဦးဇင်းတို့တွေကအယောင်ကိုသိတာနဲ့စိတ်ကရက်သလားမရက်ဘူးအသေးစိတ်အမှုအရာပုံတရနမိတ်ဓာတ်တွေကိုကြွက်ကြမ်းဝေဖန်လိုက်တယ်မြင်ရတာအယောင်ပဲမှတ်ထားတဲ့တင်ညာတွေနဲ့ပေါင်းပြီးတော့စိတ်ကအလွတ်လွတ်တယ်နော်တတိတိဖော်လိုက်တယ်ပေါ့နော်ပြောရလို့ရှိရင်ခေတ်စကားနဲ့ပြောရလို့ရှိရင်တတိတိဖော်လိုက်တော့ဘာဖြစ်သွားတော့အိုတယ်လှတယ်ဆိုတာဖြစ်လာတယ်ဟုတ်တယ်မဟုတ်လားနော်ဆိုကြပါစို့ပကြီးကားကြီးကိုစိတ်ကူးကြည့်တာပါပကြီးကားကြီးမှာဖောင်းနေတာရှိလားခွက်နေတာရှိလားမရှိပါဘူးဖောင်းခွက်မရှိဘူးနော်ဒါပေမဲ့
အရန်ပုံသူရွှဲထားတဲ့လူပုံတစ်ခုကိုကြည့်မယ်ဆိုရင်စိတ်ကတော့ဘလို့မြင်ရတော့အပေါင်းအခွက်တွေမြင်နေရတယ်အပေါင်းအခွက်ကိုမျက်စိကမြင်သလားအားမြင်တာတော့စိတ်ကမြင်တာနော်မျက်စိမြင်တာအကြောင်းပဲမြင်တာအခုလည်းပဲဒီအကြောင်းပဲမြင်တာအဲ့ဒီအပေါင်းတွေအခွက်တွေအနီးတွေအဝေးတွေအကြီးတွေအသေးတွေဆိုတာစိတ်ကလုံနေတာဟုတ်လားနားလည်ဖို့လိုတယ်နော်အဲ့ဒီဒီဖြစ်သွားပြီဆိုလို့ရှိရင်ဒါပါလာတော့မလို့ရှားကဒေါသတစ်မျိုးမျိုးလာတော့မယ်အဲ့ဒီဒီမဖြစ်နေတဲ့ဒီအနာကိုအုပ်ထားဆိုတာအဲ့ဒါကိုပြောတာမြင်ကမြနဲ့ရက်လို့ပြောတာအနာကိုအုပ်ထားသတိနဲ့အုပ်ထားဟုတ်လားကြားပြီဆိုရင်ဒီကရကအတန်ပဲကြားတယ်စိတ်ကတော့ဘလို့တွေသိတော့ငါကိုခေါင်းနာပြောတာလားဆိုတာပြောတာလားအကုန်ဖြေထုတ်တကယ်တော့နာကအတန်ပဲကြားရနော်ဆိုကြပါစို့အင်္ဂလိပ်လိုပြောတယ်တယောက်ကဦးဇင်းကအင်္ဂလိပ်စကားနားမလည်ဘူးဆိုရင်အတန်တွေပဲကြားတာအကောင်လားလည်းမသိဘူးဆိုလားလည်းမသိဘူးစိတ်လည်းမတူဘူးသဘောလည်းမကျဘူးဘာမှမသိပဲအတန်ပဲသိတာအဲ့လိုပဲနာကအတန်ပဲသိတာဘမလိုပြောလိုက်တယ်နာကအတန်ပဲသိတာအတိပ္ပယ်ကိုဇူကပေါ်တာတော့စိတ်ကပေါ်တာအဲ့ဒီအတန်ကိုပေါ်တာနော်မှတ်ထားတဲ့တင်ညာတွေနဲ့ပေါင်းပြီးတော့အလုပ်လုပ်တာနော်သေချာအသေးစိတ်နားလည်အောင်ကြိုးစားဟုတ်လားအဲ့တော့အနာကြီး6လုံးကိုတတိနဲ့ဖုံးထားရမယ်ဆိုတာအဲ့ဒီလိုမျိုးနားလည်ရမှာဟုတ်လားပဂတိအဝတ်နဲ့ဖုံးထားလို့မရဘူးနော်တရားထိုင်တဲ့အလင်းရောင်ကြီးရှုမှဆိုတော့ဘောအဝတ်ကြီးခြုံထားတော့ရတာပေါ့နော်အဲ့ဒါကအလင်းလောက်ပဲကပွဲမှာဟုတ်လားအဲ့တော့တကယ်ဘာနဲ့ဖုံးမှာတော့တတိနဲ့ဖုံးရမှာကြည်နေတဲ့အချိန်တွေကများဘူးလားများတာပေါ့နော်မျက်စိအမြဲတမ်းမှိတ်ထားလို့ရမလားမရဘူးမြင်ရအောင်မေနော်ကြားရအောင်မေဟုတ်လားအဲ့ဒီအချိန်မှာအကုသိုလ်မဖြစ်အောင်နော်တတိနဲ့ကာဝယ်စောင့်ရှောက်ပြီးတော့ထားရမယ်တတိနဲ့ဖုံးထားရမယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့နော်အနာကိုဖုံးမထားဘူးဆိုတာတတိမရှိတဲ့ပုဂ္ဂိုလ်မြင်တယ်လို့မသိဘူးကြားရင်ကြားတယ်လို့မသိဘူးနော်အတန်လို့လည်းမသိဘူးအစင်းလို့လည်းမသိဘူးသူသိတာကပုဂ္ဂိုလ်တ attva ဆိုတဲ့အတိမားတွေပဲသိတယ်ဟုတ်လားဒါပါမပါလို့တော့တတိမပါလို့ဟုတ်လားအယောင်အစင်းကိုပုဂ္ဂိုလ်တ attva လို့ထင်နေအတန်ကိုပုဂ္ဂိုလ်တ attva လို့ထင်နေချက်တွင်ပြီးတော့ပြောနော်နောက်မရှင်ဦးဇင်းကချက်တွင်ပြီးတော့စဉ်းစားအသေးစိတ်သာဦးဇင်းအကုန်ပြောနေရင်ဒီတစ်ခုလေးနဲ့တရားတစ်ခုပြီးသွားမှာဟုတ်လားဒါကြောင့်အနာကိုဖုံးထားတယ်ဆိုတဲ့နေမှာအနာဘယ်နှမျိုးရှိတယ်လို့သိရမလို့အနာ6မျိုးရှိတယ်လို့သိရမယ်နော်အေးနောက်ဦးဇင်းတို့နံပါတ်5ကဘာလဲတော့နအတူမံကတ္တဟောတိနော်နွားကြောင့်သားကအခုမလွတ်တဲ့ဘူးမိကိုမရှို့ဘူးမိမရှို့ပြီးတော့အခုထအောင်မလှုပ်ဘူးနွားတွေကိုကြိုက်မဲ့ချင်းနေရင်တွေကိုဖဲမထုတ်ဘူးပေါ့မိကိုဖြစ်အောင်သူမလှုပ်အဲ့ဒါကဘာကိုပြောတာတော့တရားမဟောတာကိုပြောတာတဲ့မြတ်စွာဘုရားရဲ့ဒေသနာတွေကိုလူတွေကိုသိအောင်အများကြီးဟောရမယ်ပြောရမယ်ဟုတ်လားတရားဟောခြင်းဟာအခိုးလွတ်တာတဲ့နော်သူများရဲ့တန်တမာဖြစ်ပေါ်မယ်ဟောရာဂဒေါသမောဟတွေမဖြစ်အောင်လုပ်ပေးရမရောက်ဘူးလားဟုတ်တယ်နော်သူကိုယ်တိုင်လည်းပဲအဲ့ဒါကိုနှလုံးသွင်းမိမယ်ဆင်ခြင်မိမယ်ဆိုရင်နော်ရာဂဒေါသမောဟမဖြစ်အောင်ကြိုးစားအားထုတ်ရဖို့မရောက်ဘူးလားရှောက်တယ်နော်ဒါကြောင့်ဒီအခိုးလွတ်တဲ့ကိစ္စကလည်းယဟန်တွေအတွက်အလွန်အရေးမပါဘူးလားပါတယ်နော်ခုဆိုကြပါစို့ဦးဇင်းတို့တွေတည်နေတဲ့အသည့်တရားဓမ္မတို့တွေတည်နေတဲ့အသည့်တွေဟာရှေးတုန်းကယဟန်သူတော်ကောင်းကြီးတွေအခုလွတ်ခဲ့လို့အဲ့ဒါကျုပ်တို့သိရတာဟုတ်တယ်မဟုတ်လားဒါကြောင့်သူများစိုက်တဲ့အပင်ကအသည့်ကိုပဲစားခြင်းတယ်သူများစားအောင်အပင်တော့မစိုက်ခြင်းဘူးဆိုရင်ဒါကောင်းမလားကိုသိထားတာတွေကိုဖြန့်ဝေဖို့မလိုဘူးလားနော်သူများပေးတဲ့အသည့်တွေကိုယူမယ်ကိုသိတဲ့အသည့်ကိုသူများပြန်မပေးနိုင်ဘူးဆိုရင်ဘယ်ဟုတ်မလို့နော်ဒါကြောင့်အားလုံးကဆက်နေတဲ့အတွက်ကြောင့်အားလုံးကအရည်သွေးမြင့်လာမှကိုယ်လည်းပဲအရည်သွေးမြင့်ရရောက်တယ်လို့ကြည်ကြည်ပြန့်ပြန့်လည်းနားလည်ဖို့လိုတယ်အားလုံးချမ်းသာမှကိုယ်လည်းချမ်းသာမယ်ဆိုတာကိုသိဖို့လိုတယ်အဲ့တော့အားလုံးချမ်းသာဖို့အတွက်ကြိုးစားအထောက်ချင်းတည်ပြီးလေကိုယ့်ကိုယ်ကိုချမ်းသာအောင်ကြိုးစားအထောက်ရတယ်ရောက်တယ်နောက်တရားဟောပြခြင်းရဲ့မြင့်မြတ်မှုကြီးကျယ်မှုကတော့ပြောရင်ဟုတ်နိုင်ပွဲရမရှိဘူးဟုတ်လားဒါကြောင့်ဒီအခုလွတ်တယ်ဆိုတဲ့ကိစ္စကိုတည်တည်ချာချာတွေးကြည့်လို့ရှိရင်ဘုန်းတော်ကြီးတွေမှလုံနိုင်တာတော့မဟုတ်ပါဘူးလူတွေလည်းပဲအစွမ်းရှိရင်မလုံနိုင်ဘူးလားနော်အစွမ်းဆိုတာကလည်းပဲနော်ရအောင်ယူမယ်ဖြစ်အောင်လုပ်မယ်ကြီးထွားလာအောင်ပြုစုပြိုးထောင်မယ်မွေးမြူမယ်ဆိုလို့ရှိရင်အစွမ်းဆိုတာကိုရှိမလာနိုင်ဘူးလားရှိလာနိုင်တယ်နော်ဒါကြောင့်ဒီဗုဒ္ဓဘာသာတိုးတက်ကြီးပွားဖို့အတွက်နော်ဘုန်းတော်ကြီးတွေကြီးအားကိုးနေလို့မရဘူးလို့အရင်ကတော့တစ်ခါတွေးမိတယ်နော်လူတွေကလည်းကိုယ့်အကိုသိအောင်လုပ်ပြီးတော့လူတွေမှာနှက်နှက်ဆက်ဆက်နော်ထိုးဖောက်နိုင်အောင်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်နော်ဟုတ်လားအဲ့ဒါအတီးဘာလုပ်နေတာတော့အခိုးလွတ်နေတာသူများကိုချမ်းသာအောင်လုပ်ပေးရင်းနဲ့သူများကိုကောင်းအောင်လုပ်ပေးရင်းနဲ့ကိုယ်ကိုယ်တိုင်ချမ်းသာသွားရတဲ့အဖြစ်မျိုးကောင်းသွားရတဲ့အဖြစ်မျိုးမကောင်းဘူးလားကောင်းတယ်နော်ဒါကြောင့်ဒီအခွတ်လွတ်တဲ့ကိစ္စကိုလည်းပဲကြည်ကြည်ပြန့်ပြန့်နားလည်ရမယ်ဟုတ်လားအေး
နောက်ဦးဇင်းတို့6ခုမြောက်ကဘာပြောတော့နာတိဋ္ဌံဇာနာတိစိတ်ကမ်းကိုမသိဘူးတဲ့အမိချောင်းလေးရှိတဲ့ရေစိတ်ကမ်းကပ်ပြီးတော့နွားကြီးတိုင်းမဆိုမိချောင်းဆွဲခံရမှာပေါ့ဟုတ်လားအဲ့ဒါကဘာကိုပြောတာတော့မသိတာတွေကိုမမေးဘူးတန်တရားဖြစ်တာတွေကိုရှင်းသွားအောင်သိနိုင်မြင်နိုင်တဲ့ပုံကိုယ်တွေကိုမမေးတာကိုပြောတာဒါကြတော့ပိဿပေါင်းတို့ကတော့လက်တွေ့အသုံးချဖို့လိုသွားပြီနော်ဒီဒေသနာကြတော့ညာတော့အဖြစ်ဦးဇင်းတို့ဘုရားဘာသာဝင်တွေကနော်မေးမြန်းကအလွန်နေမသိတာကိုမသိတဲ့အတိုင်းပဲထားလိုက်တယ်သိလာတဲ့အကြောင်းကိုမရှိသလိုဖြစ်သွားတယ်နော်ကိုသိဖို့အတွက်ကိုယ်တိုင်ပဲကြိုးစားမှာကိုယ်ကိုသိရရအောင်သူများလာပြီးတော့တမင်တကာကြီးဘေးလာပြီးတော့ဂယုဆိုင်နေမှာတော့ဟုတ်တယ်မို့လားဒါကြောင့်မသိဘူးဆိုလို့ရှိရင်ဘာလို့ရမှာတော့မေးရမယ်နော်မသိရင်မေးမစင်ရင်စေးတဲ့မစင်ကြဘူးဆိုရင်တော့စေးဖို့ကြိုးစားရတယ်မသိဘူးဆိုရင်တော့မေးဖို့သိပြီးတော့မကြိုးစားဘူးဘုံကပြောရမယ်ဆိုလို့ရှိရင်မစင်အကြီးချင်းများလူးနေမယ်ဆိုလို့ရှိရင်တောက်လျှောက်စေးမှာနော်ခဏနေမှစေးမယ်လို့အချိန်လေးများဆိုင်မလားမဆိုင်ဘူးရေမရှိဘူးကွာဆိုရင်ဘယ်နဲ့လုံလို့ရှိရတဲ့တုတ်ပြင်းမှာနော်ဒါကြီးနဲ့တော့ပေးကြံပြီးတော့1မိနစ်လေးတောင်မနေခြင်းပေါ့မစင်တာကိုတော့အရေးတကြီးကိုပဲဆေးဖို့ကြိုးစားကြတယ်အထောက်ကြတယ်စိတ်ထဲမှာမသိတာကိုကြတော့အဲ့လိုမြန်မြန်ဆန်ဆန်ကင်တွယ်တဲ့တယ်ဒါကြီးကိုဖဲပြစ်တဲ့တယ်ဖြောက်ပြစ်တဲ့တယ်လို့အဲ့ဒီအတွေ့မျိုးသိပြီးတော့မရှိကြဘူးမသိဘူးဆိုတော့တွေ့ရင်ကြုံရင်တော့မေးရတာပါနာဒါတောင်လူတိုင်းမဖြစ်ဘူးဒီအတွေ့ဟုတ်လားနော်မသိတာကိုမေးဖို့အလွန်ဝင်မလေးဘူးလားအခုလိုဝင်လေးနေတယ်လို့ထင်တော့တတိတိတာပြောရရင်မန်နေခံနေတာလည်းပါမယ်ပေါ့နော်သူများကမေးလိုက်ရတာကိုအောက်ကျသွားတယ်လို့များထင်တာတွေလည်းရှိတယ်ဘယ်လိုရှိပါဟုတ်လားတကယ်ဆိုလို့ရှိရင်နော်ကိုသိကျင်တာလေးသိလိုက်ရတာတော်တော်ကိုတန်ဖိုးကြီးတယ်လို့အရင်ကတော့ခံစားရတယ်ဒါကြောင့်မေးဖို့မြန်ဝင်မလေးသင့်ဘူးပေါ့နော်ပညာဉာဏ်ကြီးခြင်းရဲ့အကြောင်းကိုလည်းမြတ်စွာဘုရားအမြင်မြန်ထူခြင်းလို့ဟောထားတာလည်းရှိတယ်ဟုတ်လားဒါကြောင့်မေးခြင်းနဲ့စိတ်တနည်းအားဖြင့်သိခြင်းနဲ့စိတ်ကိုထက်သန်စေရမယ်အဲ့လိုအမေးအမြတ်မရှိဘူးမသိတာကိုမသိတယ်လို့ပဲထားလိုက်တယ်ဆိုတာဘာလဲစိတ်ကန်းကိုမသိတဲ့လို့တဲ့နိဗ္ဗာန်တည်းဟူသောကြည်ုံထက်ကိုသူဘယ်ကတက်ရမလဲဘယ်သိမလို့သူစိတ်ကန်းမှမသိပဲနဲ့ဟုတ်တယ်မဟုတ်လားတော့နွားကြောင့်သားစိတ်ကန်းကိုမသိဘူးတိုက်ချင်တဲ့နေရာကရေကိုတိုက်မယ်အန်တရမရှိဘူးလားအဲ့ဒီနွားတွေရှိတယ်နော်ဒါနဲ့ဥမာပေးတာဟုတ်လား6မျိုးရှိသွားပြီနော်နောက်9မျိုးမြောက်ကဘာပြောတာတော့နပိတံဇာနာတိတဲ့ဒါလည်းတော်တော်ကောင်းတယ်နွားကြောင့်သားကရေတောက်ပြီးသားလားလည်းမသိရေမတောက်အပ်သေးတဲ့နွားကလည်းဘယ်နွားမှမသိတကယ်ကိုသူကအမှတ်တမဲ့ကဘောကရေကြီးနေတာ哦နော်ဘယ်နွားကရေတောက်ထားလို့ရေတောက်မထားမှဘာမှမသိဘူးဟုတ်လားအဲ့တော့ပြီးတော့ရိုးနဲ့မောင်းထုတ်လိုက်ကြရောမတောက်ရတဲ့နွားမတောက်အောင်တောက်ရတဲ့နွားတောက်ရအဲ့လိုတွေဖြစ်တော့ဒီနွားကြီးပွားတဲ့အကြောင်းရှိမလားမရှိဘူးအဲ့ဒါဘာပြောတာလို့ဆိုတော့တရားမနာတာကိုပြောတာတဲ့နော်မြတ်စွာဘုရားဟောတဲ့တရားတွေကိုလေ့လာခြင်းလိုက်စားခြင်းမှတ်သားခြင်းမရှိဘူးနားလည်အောင်ကြိုးစားအထောက်ခြင်းမရှိဘူးတကယ်တမ်းကတရားနာတယ်ဆိုတာနော်ရေတောက်ရနွားတွေရေတောက်ရတာနွားတွေအနေနဲ့ပြောမယ်ဆိုရင်ရေတောက်ရတာရေဟာဘလောက်ရေပါလဲအဲ့ဒါကိုရှင်းတာရေတောက်မှအစာပြေမယ်ခန္ဓာကိုရှင်းတတ်နိုင်မယ်ဟုတ်လားအဲ့လိုပဲတည်တင်တည်လိုက်တာကိုတိမှနော်ဒါလှုပ်လို့ရှိရင်အကျိုးမိမယ်ဒါလှုပ်လို့ရှိရင်အကျိုးရှိမယ်မြတ်စွာဘုရားရဲ့ဒေသနာတွေကိုနော်စိတ်ထဲမှာအများကြီးနှံ့နှံ့ဆက်ဆက်သိထားခြင်းဟာရေတောက်ရတာအဖေကဘာဟောထားလို့ဟောထားမှလည်းမသိချမ်းသာကြောင်းကဘာမှလည်းမသိဆင်းရဲကြောင်းကဘာမှလည်းမသိနော်သိထားတဲ့အတိလေးတွေကလည်းဝိုးတော်ဝါဒပြပြအောင်သိအောင်လည်းလုပ်တာမရှိဟုတ်လားအဲ့လိုဆိုလို့ရှိရင် तू ကဘာကိုရက်တည်ပြီးတော့ဘလို့စိတ်ကူးနဲ့ဘလို့ရည်ရွယ်ချက်တွေနဲ့ဘဝကိုရှေ့ဆက်သွားမလဲဝိုးတော်ဝါဒပဲဖြစ်မှာပေါ့နော်ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်အောင်တို့နော်ရေတောက်ပြီးသားဖြစ်အောင်ရေတောက်ရတဲ့နွားတွေလိုမျိုးနော်ကြီးပွားတွတ်တက်တဲ့နွားပိုင်ရှင်တွေဖြစ်ရလေအောင်တရားရည်ကိုများများတောက်နိုင်ဖို့မလိုဘူးလားလိုတယ်နော်စာပေနေနဲ့လည်းဖတ်ရှုဖို့လိုတယ်နော်အတန်အနေနဲ့လည်းပဲနာယူဖို့လိုတယ်နော်ဖတ်ရှုရုံနာယူမျှနေတယ်မပြီးသေးဘူးဒါကိုနားလေအောင်စဉ်းစားဖို့လည်းလိုတယ်နော်မသိတာကိုတက်ပြီးတော့မေးမြန်းစုံစမ်းဖို့လည်းလိုတယ်တကယ်ကိုတစ်တဲ့ဝင်ညံနဲ့အဲ့ဒါကိုသဘာဝကြကြမှန်မှန်ကန်ကန်နားလေသွားအောင်လည်းကြိုးစားဖို့လိုတယ်တခါတလေတရားနားနေတာနားလေမှုကအပြည့်အဝမရှိဘူးအဲ့ဒါဆိုလို့ရှိရင်တရားနာခြင်းရဲ့လုပ်ငန်းကိစ္စပြီးတယ်လို့မဆိုနိုင်ဘူးတကယ်တမ်းကတရားနာတယ်ဆိုတာဘာလို့ဖို့နာတော့နားလေဖို့နာတော့ဟုတ်တယ်မို့လားနားလေသွားမှမပြောလိုက်တာကိုနားလေသွားမှဘာဖြစ်သွားတာတော့တရားနာခြင်းကိစ္စအောင်မြင်တယ်လို့ဆိုနိုင်တာကြားရုံကြားလိုက်တာနဲ့အောင်မြင်တယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူးเนาะအဲ့လိုနားလေသွားရင်ဘာဖြစ်သွားပြီတော့ရေတောက်ရတယ်ပေါ့เนาะဒါကြောင့်ရေလည်းများများတောက်ဖို့မလိုဘူးလားလိုတယ်เนาะနောက်ဦးဇင်းတို့နံပါတ်၈ကဘာပြောတော့
နာဝိထိန်စာနာတိတဲ့နွားကြောင့်သာလမ်းကိုမသိဘူးအချင်းသေးလေးကြားလေးจิตသေးလေးရှိတဲ့နေရာကနွားကိုမောင်းသွားမှဆိုရင်အန်ဒီမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဘေးလမ်းကဘေးကင်းတယ်ဘေးလမ်းကဘေးမကင်းဘူးဆိုတာကိုသိဖို့လိုအပ်တယ်အဲ့တော့လမ်းကိုမသိဘူးဆိုတာဘာပြောတာဆိုတော့မဂ်ခင်7ပါးကိုမသိတာနော်မှန်ကန်တဲ့အမြင်ဆိုတာဘာလဲနော်တကယ်စစ်မှန်တဲ့ငြိမ်းချမ်းမှုနော်စစ်မှန်တဲ့ချမ်းသာဆိုတဲ့ဒီနိဗ္ဗာန်ကိုရောက်ကျင်တယ်ဆိုလို့ရှိရင်ဘယ်လိုကျင့်သုံးရမလဲဘယ်လိုရှောင်လန်းရမလဲဆိုတဲ့ဒီလမ်းကြောင်းကိုကောင်းကောင်းသိဖို့မလိုဘူးလားလိုတယ်နော်တမာဒိဋ္ဌိဆိုတဲ့အမြင်မှန်ကောင်းဆောင်ဖို့နော်အမြင်မှန်မှသာနဲ့တမသင်္ကပ္ပအတွေးဆိုတာမှန်နိုင်တာအတွေးမှန်မှသာနဲ့အလုပ်ဆိုတာအပြောဆိုတာမှန်နိုင်တာအပြောမှန်မှသာနဲ့အလုပ်ဆိုတာမှန်နိုင်တာအလုပ်မှန်မှသာနဲ့အသက်မွေးမှုဆိုတာမှန်နိုင်တာအဲ့ဒီလိုအမှန်နေမှန်မှသာနဲ့တတိတို့တမာတိတို့ဝိရိယတို့ဆိုတာတွေဟာမှန်နိုင်တာမဂ်ခင်7ပါးနော်အဲ့ဒီမဂ်ခင်7ပါးတွေမှာဘာအရေးကြီးဆုံးဖြစ်မယ်ထင်တော့တမာဒိဋ္ဌိနော်တမာဒိဋ္ဌိအရေးကြီးဆုံးပဲဟုတ်လားမြတ်စွာဘုရားကမဂ်ခင်7ပါးနဲ့ပတ်သက်ပြီးတော့နေ့လည်ရတော့အစဉ်စာလေးတစ်ပုဒ်ပတ်မိသေးတယ်ဟောဘူဂါစီတို့တမာစီတို့မြေကြီးထဲချလိုက်တယ်အပင်လေးပေါက်လာနော်ထွက်လာတဲ့အရွက်ကလည်းအခါတီးလာတဲ့အသီးကလည်းတိုးတောင်မတုံနိုင်ဘူးအခါဘာလဲစဉ်းစားကြည့်ရင်ဒီမြေကြီးတွေကဩဇာကိုပဲသူစုပ်တာနော်ဒီမြေကြီးတွေကရှိတဲ့အဆိုးတဲ့အဆေးတဲ့ကိုပဲသူစုပ်ပြီးတော့ဒီအခါဓာတ်ဖြစ်လာတယ်ဘာကြောင့်လဲဒီမျိုးစိပဲဟုတ်လားကြံမျိုးစိတို့တလေးမျိုးစိတို့စိုက်လိုက်တယ်ဒီမြေကြီးပဲဒီရေပဲဒီလေးပဲဒီအလင်းတက်ပဲနော်ထွက်လာပြီဆိုတော့ဗာလေအချိုဓာတ်ဩဇာဓာတ်ဟောဗာလေမျိုးစိမျိုးစိမျိုးစိရဲ့အရေးပါပုံစဉ်းစားတော့မြတ်စွာဘုရားဥမာပေးတာအရင်သဘောကျတယ်ဦးဇင်းကဟုတ်လားမကောင်းတဲ့မျိုးစိဟာလည်းပဲဒီမြေဒီရေဒီလေးဒီအလင်းတက်ကိုယူပြီးတော့ထွက်လာတော့မကောင်းတာထွက်လာတယ်ဒီမြေဒီရေဒီလေးဒီအလင်းတက်ကိုပဲယူပြီးတော့ကောင်းတဲ့မျိုးစိကျတော့ထွက်လာတော့ကောင်းတာထွက်လာတယ်အဲ့ဒါလိုပဲတဲ့မှန်ကန်တဲ့အမြင်နောက်တမာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ်ခင်7ပါးဒါကိုအခြေခံပြီးတော့နော်လုံမယ်ပြောမယ်တွေးမယ်ဒီအယူဆဒီအခြေခံအမြင်မှန်ရှိမယ်ဆိုလို့ရှိရင်ဒီလူလုံသမျှပြောသမျှတွေးသမျှတွေကကောင်းမှုကြီးဖြစ်မယ်ဟာအခြေခံအမြင်မမှန်ဘူးအခြေခံအမြင်မမှန်ဘူးဆိုလို့ရှိရင်တွေးတာလည်းမမှန်ဘူးပြောတာလည်းမမှန်ဘူးလုပ်တာလည်းမမှန်ဘူးအတ္တမဝမှုလည်းမမှန်ဘူးနော်ဝိရိယလည်းမမှန်ဘူးတတိလည်းမမှန်ဘူးတမာတိလည်းမမှန်ဘာမှမမှန်ဘူးဘာမှမမှန်ဘူးဆိုပေမဲ့လို့လည်းမှန်တယ်လို့ကထင်နေအောင်မဲ့သူကဟုတ်လားအဲ့လိုဆိုရင်သူလုပ်သမျှသူပြောသမျှသူတွေးသမျှဘာဖြစ်မလို့ဟုတ်တာလေးကြီးဖြစ်လာတယ်မျိုးစိနဲ့ဥမာပေးတယ်နော်ဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့တမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ခင်7ပါးဒီကောင်းသောမျိုးစိမိစ္ဆာဒိဋ္ဌိကောင်းဆောင်တဲ့နော်မိစ္ဆာမဂ်ခင်7ပါးဒီပါလေအကောင်းသောမျိုးစိပဲဒီမှာတော့မြတ်စွာဘုရားဘာလို့ပြောတော့လမ်းလို့ပြောတယ်နောက်စကားကဘေးဖောက်ထွက်သွားတယ်နော်တုတ်တန်ရှိရတဲ့ကြားလေးကိုနော်ဟုတ်လားနောက်ထပ်ချန်သေးတယ်ပြောရင်သားတွေကတော့လမ်းဆိုတာဘာပြောတော့မဂ်ခင်7ပါးကိုသိတာကိုပြောတာနိဗ္ဗာန်ရောက်အောင်ဘလို့လုပ်ရမလဲလို့လမ်းကြောင်းကိုသိတာဟုတ်လားနောက်နံပါတ်9ကဘာပြောတော့နာဂောစရကုသလောဟောတိတဲ့နောက်တော့ကြောင့်သားကဇေချက်ကိုမသိဘူးဒီနေရာကိုဘယ်နေ့ကရောက်ခဲ့လို့ရောက်ခဲ့မှလည်းမသိစားတယ်တောက်ဆရာရှိလို့ရှိမှမသိမရှိလို့မရှိမှမသိအာမမသိဇေချက်နဲ့ပတ်သက်ပြီးတော့အဲ့လိုဆိုရင်နွားတွေဝါဝါလေးနဲ့စားမလားစားဘူးအဲ့လိုပဲဇေချက်ကိုလိမ္မာကျွမ်းကျင်မှုမရှိဘူးဆိုတာဘာပြောတာလဲဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးကိုလိမ္မာကျွမ်းကျင်မှုမရှိတာကိုပြောတာတဲ့တတိပဋ္ဌာန်တရား၄ပါးဆိုတာဒကာမတို့ဦးဇင်းတို့ကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားလိုကြတဲ့စစ်မှန်တဲ့ချမ်းသာကိုလိုလားကြတဲ့ပုဂ္ဂိုလ်တို့အတွက်မဖြစ်မနေကျက်စားရမယ်တစ်ချက်ကြီး၄ခုပဲနော်စိတ်တည်းဟူသောနွားဟာတတိပဋ္ဌာန်တရား၄ပါးတည်းဟူသောဇချက်မှာသာတကယ်လို့ကျက်စားမယ်ဆိုရင်ဘာမှဆင်းရဲကြုံတဲ့အကြောင်းမရှိဘူးအာပြီးအင်ပြီးနဲ့ချမ်းချမ်းသာသာဖြစ်ဖို့ပဲရှိတယ်ဒါကြောင့်ဇချက်ကိုလိမ္မာကျွမ်းကျင်ဖို့မလိုဘူးလားလို့တယ်နော်မိမိတို့ရဲ့တော့ယောဂါယပိုင်းဆိုင်ရာဖြစ်ပေါ်နေတဲ့အနေအထားတွေကိုမှန်မှန်ကန်ကန်သတိထားပြီးတော့သိနေမယ်ဆိုရင်ဒါကာယ ानु ပဒနာသိပြီးထားပူတာကိုသိပြီးတော့နေတယ်အေးတာကိုသိပြီးတော့နေတယ်သိပြီးမရှိတော့ဘူးနော်နောက်ထပ်သိစရာထပ်ပြီးတော့ဖြစ်နေတာမရှိဘူးလားရှိရနော်မာတယ်ပြော့တယ်သိပြီးတော့နေတယ်အဲ့ဒါပါလေကာယကတာတတိပဋ္ဌာန်ကာယ ानु ပဒနာသိပဋ္ဌာန်ဒီဟုသောဇချက်မှာကျက်စားတာဟုတ်လားအဲ့လိုသိနေရင်းနဲ့ဟာစိတ်တိုင်းတွေကြားတယ်တရားစထိုင်ကသာမှာစိတ်တိုင်းတွေကြားတာတွေရှိတယ်ခန္ဓာကိုယ်လည်းတတောင့်တသားနဲ့ဒုက္ခပေါ့နော်ချမ်းသာခတကလူတွေကဒုက္ခဝေဒနာတွေတွေ့ပြီဆိုတော့မှအတင်းမှတ်ကြတာဟာအကြံတော့သူကြောကျင်တာဆိုတော့သိကျင်တဲ့စိတ်နဲ့မှတ်တာတော့လည်းနည်းတယ်တချို့ကြတော့ဒါကြီးပြောက်ကျင်တဲ့စိတ်နဲ့မှတ်ဟုတ်လားအမှန်ကသိကျင်တဲ့စိတ်နဲ့မှတ်ရမှာနော်
စောစောကနေဥမာဖြစ်နေတော့ကဒုက္ခဝေဒနာကိုတော့ရှီမန်းတောင်မသိဘူးအဖက်မလို့အမှန်ကအတိတွေကစမှတ်ရမှာအဲ့ဒီဥစ္စာကိုသိရမှာအခြေအနေကောင်းနေတယ်ဒါလေးသိဘလောက်ကောင်းတော့ဒါပေမဲ့အဲ့ဒါကိုကျတော့သိဖို့သိပြီးတော့သတိကမထားမိဘူးကောင်းနေတာကိုကောင်းနေတယ်လို့မသိဘူးအမှန်ကကောင်းနေတာတွေကတော်တော်များတယ်တကယ်တမ်းကတရားထားနေတဲ့အချိန်မှာကောင်းနေတာလေးတွေကတော်တော်များတယ်ဒုက္ခလေးတွေဖြစ်နေတာများတယ်လို့ဆိုလိုတာထိုင်ကြည့်လေအခုကိုကြည့်လိုက်ဆင်းရဲနေတာကများလားချမ်းသာနေတာကများလားလို့ချမ်းသာနေတာကများတယ်တကယ်တမ်းကဆင်းရဲတာအရင်ကြီးကြာလာပြီတွေးကြောလေကြောတွေပိတ်ပြီးတော့ဣရိယာပုတစ်ခုတည်းနဲ့ကြာလာပြီဆိုတော့မှဘယ်ခံနိုင်မလို့အဲ့ဒီကြတော့ဆင်းရဲမှာပေါ့ဟုတ်လားအဲ့ဒီချမ်းသာတာဆင်းရဲတာကိုတကယ်သိပြီးတော့နေမယ်ဆိုရင်အဲ့ဒါပါလေဝေဒနာနုပဒနာသိပဋ္ဌာန်တည်းဟူသောစိတ်ချက်မှာကျက်စားတယ်ဟုတ်လားပြီးရင်ဗာလေးသိမလို့အတွေးတွေအမျိုးမျိုးတွေးတယ်ကောင်းတာတွေလည်းတွေးတယ်မကောင်းတာတွေလည်းပါရဲ့ဟုတ်လားတရားနဲ့ပတ်သက်ပြီးတော့ကြံစည်တာလည်းပါရဲ့အမျိုးမျိုးပါပဲပြောပြဖို့အမျိုးအမည်တတ်မှတ်ဖို့မလွယ်လောက်အောင်ကိုပဲများပြားစွာဖြစ်နေတာလည်းမရှိဘူးလားအဲ့ဒီအတွေးတွေကိုစိတ်အခြေအနေတွေကိုသိတာကိုကြတော့စိတ်ဓာတ်နုပဒနာသတိပဋ္ဌာန်စချက်မှာကျက်စားတယ်လိမ္မာတယ်ကျွမ်းကျင်တယ်ဒါကိုလိမ္မာကျွမ်းကျင်တဲ့အဆင့်ထိသွားရမှာနော်ရုပ်ကာယကိုသိအောင်ကြိုးစားတဲ့နေရာမှာတကယ်ကျွမ်းကျင်လိမ္မာတဲ့အဆင့်ကိုရောက်အောင်သွားရမယ်ဝေဒနာကိုသိအောင်ကြိုးစားတဲ့နေရာမှာလည်းကျွမ်းကျင်လိမ္မာတဲ့အဆင့်ထိရောက်အောင်သွားရမယ်စိတ်ကိုသိတဲ့အနေအထားမှာလည်းကျွမ်းကျင်လိမ္မာအောင်သွားရမယ်အဲ့လိုကာယရဲ့ဝေဒနာရဲ့စိတ်ရဲ့ကိုကျွမ်းကျင်ပြီဆိုရင်ဟိုဘက်နုညံ့တဲ့သိမ့်မွေ့တဲ့ကျင့်ပြတ်တဲ့တော့ဓမ္မနုပဒနာတိပဋ္ဌာန်စေချက်ကိုလည်းပဲအလိုလိုကျွမ်းကျင်သွားလိမ့်မယ်။နောက်ဘာတွေဖြစ်လာရင်ဘလို့တွေဆက်ဖြစ်တယ်။ဘလို့တွေအတွေ့တွေကဘာတွေကိုအကြောင်းခံတယ်။ဒီအကြောင်းတရားဟာဒါကိုဖြစ်လိမ့်မယ်။ဒီဖြစ်နေတာဘလို့အကြောင်းကြောင့်ဖြစ်တာအများကြီးသူကြည်ကြပြန့်ပြန့်နားလည်လာတယ်သိလာတယ်။အဲ့ဒီသိနေတာကိုလည်းသိတယ်။ဒါဓမ္မနုပဒနာတိပဋ္ဌာန်ကိုနည်းနည်းလေးပြောပြရအောင်နော်။အဲ့ဒါကိုလိမ္မာကျွမ်းကျင်သည့်အထိရှုနိုင်မယ်မှတ်နိုင်မယ်သိနိုင်မယ်မြင်နိုင်မယ်ဆိုရင်ဒါပါလေဓမ္မနုပဒနာသတိပဋ္ဌာန်စချက်မှာကျက်စားတာ။ဒါစချက်မှာလိမ္မာကျွမ်းကျင်တဲ့လူဖြစ်ဖို့မလိုဘူးလားလိုတယ်နော်။ဘယ်လိုမျိုးရှိသွားလဲတော့ကိုမျိုးရှိသွားတယ်နော်။နောက်10ခုမြောက်ကဘာပြောတော့အနဝတေတာဒေါဟိစနှုတ်ကိုအကျွင်းကြံမရှိညှစ်ပစ်တယ်တဲ့အဲ့ဒါတော့ယဟန်နေနဲ့ပတ်သက်တယ်။နောက်လူတွေလည်းပဲပတ်သက်တယ်လို့ပြောရင်တော့ပတ်သက်လို့ရမယ်လို့ထင်တယ်။အဲ့ဒါကဘာပြောမလဲဆိုတော့ပြောရရင်အလှခံချမ်းတာပေါ့နော်။ဟုတ်လားလောဘကြီးရအောင်ဟောတရားဓမ္မတွေလားလှူတာကိုကိုယ်မလဲပိုးနေရှန်နေမှသိရနဲ့တော့အာမနာပဲနဲ့ယူလိုက်တာမျိုးဟုတ်လားကိုယ်တည်းမလို့အဖဲနဲ့တော့အဲ့လိုမျိုးဒီတရားဓမ္မတွေရဲ့အပေါ်မှာကိုယ်လိုပါတစ်ခုတည်းကိုပဲကြည့်ပြီးတော့ငဲ့ညာထောက်ထားတဲ့သဘောသိမရှိဘူးတော့ကိုယ်အတွက်ဘလို့ပဲပိုးနေလိုချင်တာရချင်တာပဲသိတယ်အဲ့တော့ဘာဖြစ်တုံးဆိုတော့တရားဓမ္မတွေကဒီလိုရဟန်းမျိုးကိုစိတ်ပြတ်တယ်ဟုတ်လားလောဘကြီးရင်တော့သူရဲ့စိတ်ပြတ်တာပါပဲဒါမှမဟုတ်သဘာဝတရားကြီးကလည်းစမ်းကျင်စိတ်ရဲ့သဘောတည်းလည်းစမ်းကျင်ရကျင်တယ်ဆိုရင်မပြေခြင်းဘူးမရခြင်းဘူးဆိုရင်အင်မနဲ့အဲ့လိုလာတယ်ဘာမှမသိဘူးသိလားအဲ့ဒီချက်ကိုလည်းဥစဉ်ကခဏခဏစဉ်းစားမိတယ်ဒါလည်းသဘာဝပဲဟုတ်တယ်ကိုယ်လည်းပဲစဉ်းစားကြည့်သိရခြင်းတဲ့လူမပေးခြင်းဘူးဗျအဲ့တော့လောဘဝင်တူမှုကိုပဲဆက်ပြီးတော့ဖြစ်စေသလားလို့ပြင်ကတွေးကြည့်တယ်တစ်ဖက်လူရဲ့ဒေါသဟာတစ်ဖက်လူရဲ့ဝင်တူမှုကိုပဲဖြစ်စေသလားတစ်ဖက်လူရဲ့မလိုချင်မှုဟာတစ်ဖက်လူရဲ့မလိုချင်မှုတွေကိုပဲဖြစ်စေသလားစဉ်းစားရတော့တော်တော်ကောင်းတယ်နော်တောင်းရင်မကြိုက်ဘူးနော်ဘာမှသိမလိုချင်ဘူးဆိုရင်အရန်ပေးခြင်းတယ်နော်အဲ့ဒီလိုပေါ့ဒီမလိုချင်တဲ့သဘောလေးကိုအရန်သဘောကျတယ်ဒါလေးကိုနားလေဖို့လိုတယ်ပေါ့နော်ဟုတ်တယ်မဟုတ်လားအဲ့ဒါမြတ်စွာဘုရားကဘာပြောတော့နို့အကျွင်းကြံရှိအကုန်ညစ်ပြစ်တယ်တဲ့ဟိုနွားလေးတောက်เสียဆိုတယ်ဘာမှမရှိတော့ဟုတ်လားအဲ့လိုပဲတရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဒီပစ္စည်းလေးပါနဲ့ပတ်သက်ပြီးတော့လူခံတဲ့နေရာမှာအရန်လိမ်မှကျွမ်းကျင်ဖို့လိုအပ်တယ်ဟိုဦးဇင်းတို့ဓမ္မပဒပါဠိတော်ထဲမှာဟောထားတဲ့ဥမာလေးတစ်ခုလည်းရှိပါတယ်နော်ပြားကောင်များဟာပန်းဝီကြီးကိုစုပ်ပြီးဆိုတဲ့အခါမှာနော်ပန်းမွန်ကြီးပြည့်စည်သွားသလားဘယ်ပြည့်စည်မလို့ဟုတ်တယ်မဟုတ်လားသူလည်းပဲအစာဝရတယ်ပန်းမွန်လည်းပဲရုပ်ပြည့်စင်ပြည့်ဖြစ်မသွားဘူးဖြစ်မသွားတဲ့အပြင်နောက်ဝိမုံတောင်ကူးပြီးတော့အသီးသီးတဲ့နေမှာတော့ထောက်ကူပြုသေးတယ်။ဒါရင်ဘယ်လောက်လှပတဲ့အမှုပညာလဲဟုတ်လား။အဲ့လိုပဲတရားဓမ္မနဲ့ဆက်ဆံတဲ့နေရာမှာအဲ့လိုမျိုးဉာဏ်ရှိဖို့လိုအပ်တယ်။လောဘတွေသိကြည့်နေရင်လည်းဉာဏ်ကဘယ်ရောက်နေမှသိမှာမဟုတ်ဟုတ်လား။ဒါကြောင့်တကယ်တွေးကြည့်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တကူကြီးတရားရအတွင်းနဲ့တော့ဘာမှသိပြီးတော့လိုအပ်တယ်ဆိုတာကလည်းအများများစားတော့မရှိပါဘူးတကယ်တမ်းကဟုတ်လား။ဒါကြောင့်ဘေးသက်ပေါင်းတို့ဟောတို့ဒါလူသားတွေအနေနဲ့ဒီဒေသနာကိုညှိပြီးတော့ကြည်နေတယ်ဆိုရင်တော့အဲ့လောဘမကြည်နေလို့ပဲပြောရရှိတာဟုတ်တယ်မဟုတ်လားသူများကြီးကဟိုဟာရခြင်းတရားရခြင်းဆိုတာတွေကိုရှော့ဖို့လိုအပ်တယ်နော်အခုရှိသွားပြီတော့ဥမာ
10ခုရှိသွားပြီနော်နောက်7ခုမြောက်ကဘာပြောတော့ဂောပိတရောဂောပရိနာယကနော်အတိတွေကပူဇာရပူဇေတာနော်နွားတွေရဲ့ဖခင်နွားတွေရဲ့ရှေ့သွားကောင်းဆောင်နော်အဲ့ဒါအခုနွားကြောင့်သားပူဇော်ကောင်းမှမသိဘူးတံပိုးထားရကောင်းမှမသိဘူးပြုစုယူရကောင်းမှမသိဘူးတတ်တတ်မတ်မတ်ခွဲကြပြီးတော့ဂယုတစိုက်နော်ပြုစုလုပ်ကြရကောင်းမှမသိဘူးအဲ့ဒါဆိုလို့ရှိရင်နွားတွေဟာအဆောင်ရှောက်ကင်းပြီးတော့ပျက်စီးနိုင်တယ်ပေါ့အဲ့ဒါကဘာကိုပြောတာလဲဆိုတော့ဒီတန်ဃာတော်ရှင်မြတ်တွေမှာလည်းပဲတန်ဃာပိတတော်တန်ဃာရဲ့ဖခင်တစ်ဖွဲ့နော်တန်ဃာနာယကောတန်ဃာရဲ့ရှေ့ဆောင်နာယကတစ်ဖွဲ့ဖြစ်တဲ့နော်ဝါကြီးတော်မူကြတယ်နော်မထေရမြတ်ကြီးတွေဆိုတာရှိတယ်နော်အဲ့ဒါတွေကိုစိတ်ထဲကလေးလေးစားစားပူဇော်တတ်ဖို့လိုတယ်ပူဇော်လေးဆိုတာလူတွေတန်းတယ်ဆိုတာအဓိကပြောတာမဟုတ်ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဒီသုံးလုံးလေးပါတယ်နော်ကိုယ့်ရဲ့သူတို့ရဲ့ပုံမှာပြုမှုတဲ့အပြုမှုဟာမေတ္တာအပြည့်ရှိရမယ်သူတို့ရဲ့ပုံမှာပြောဆိုတဲ့စကားသံဟာမေတ္တာအပြည့်ပါရမယ်သူတို့နဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေ့ဟာမေတ္တာရှိရမယ်နော်ဒီမေတ္တာကတကယ်တမ်းကအယံတန်ဖို့ကြီးတယ်အယံလည်းပဲလူတွေကမမောကြတယ်လို့အရင်ထင်တယ်ကိုယ်စိတ်ကိုလည်းပြန်ပြီးတော့တွေးကြည့်ပါတယ်နော်တစုံတစ်ယောက်ကကိုယ့်အပေါ်မှာတကယ်ကောင်းစားလို့တဲ့ချမ်းသာတယ်လို့တဲ့စိတ်တွေရှိတယ်ဆိုတာကိုသိရတာဘာနဲ့မှမတူအယံကျင့်တတ်မှုရစီတယ်နော်ကိုလိုချင်တာပါဆိုတာလည်းသိဖို့တော့လိုတယ်နော်ဟုတ်လားအဲ့လို့ဆိုရင်အဲ့ဒီလိုချင်တဲ့မေတ္တာတရားကိုရချင်တယ်ဆိုရင်လိုလို့မလို့မေတ္တာဆိုတာပေးမှရတဲ့သဘောရှိတာနော်ခက်တာလူတွေကကိုယ့်ဘက်ကပေးဖို့ကျတော့ရန်ဝန်တိုးတယ်ကိုယ်ရချင်တာတော့အလွန်ပဲဟုတ်လားအဲ့ဒါလည်းနားလည်ဖို့မလိုဘူးလားအဲ့ဒါမှဒီစင်ဦးချင်းဆက်ပြီးတော့တွေးမိတာရှိတယ်နော်ရချင်တယ်ဆိုတာလည်းသိတယ်ကိုယ်လည်းသိတယ်ရရင်ကောင်းတယ်ဆိုတာလည်းနားလည်တယ်အဲ့တော့ရလို့ဖြစ်တဲ့ချမ်းသာတယ်ပေးလို့ဖြစ်တဲ့ချမ်းသာကပို့ပြီးတော့ကြီးကျယ်တယ်ဆိုတာကိုပေးကြည့်မှလည်းပဲပို့ပြီးတော့နားလည်ရတယ်ဟုတ်တာပေါ့ပေးတယ်ဆိုတာရှိမှပေးနိုင်တာလေမရှိဘဲနဲ့ပေးနိုင်မလားသူများကိုမေတ္တာပေးတယ်ဆိုတာသူကိုယ်တိုင်မေတ္တာတွေရှိမှပေးလို့ရတာမေတ္တာပေးတယ်ဆိုတာမေတ္တာမရှိဘဲနဲ့ပေးလို့မရဘူးအဲ့တော့ပေးတောင်ပေးနိုင်ပြီဆိုတော့သူ့မှာအလျံပင်မေတ္တာတည်းကျွဲဝတယ်ပေါ့အဲ့လိုဆိုရင်သူများတွေကမေတ္တာကိုသူမျှော်စရာလုံးမလားဒါတနည်းစဉ်းစားကြည့်အောင်နော်အဲ့တော့ဒါတွေကစဉ်းစားကြရတယ်အလွန်ကောင်းပါတယ်မေတ္တာပို့တဲ့နေရာမှာမြတ်စွာဘုရားကဘုစုကိုရင်ပို့ရမလို့ပြောတယ်ကိုအရင်ပို့ရမလို့ပြောတယ်နော်ကိုပို့ခြင်းအဖြစ်ဘာကိုနားလည်လာနိုင်လဲဩဒီပြင်တတ္တဝါတွေဘလောက်ချမ်းသာခြင်းတလဲဆိုတာကိုနားလည်တယ်အဲ့တော့အဲ့ဒီကျတော့ပေးခြင်းနဲ့ဩဒီလောက်ရခြင်းနေတာလူဒီလောက်တန်ဖိုးထားနေတာဘာလို့ငါစိတ်ကလေးညှို့ယုံလေးတော့မပေးနိုင်တာတော့ပေးခြင်းနဲ့ဒါကြောင့်ကိုအရင်ပို့ရမယ်ပြီးရင်ဘယ်သူ့ကိုပို့ရမလို့မုန်းတဲ့လူကိုသွားမပို့နဲ့တော့မရသေးဘူးမေတ္တာအမကောင်းသေးတဲ့အတွက်ကြောင့်အဲ့ဒါကြာရှုံးနိုင်တယ်မေတ္တာကိုထူထောင်တဲ့နေရာမှာအရင်စနစ်ကြဖို့လိုတယ်နံပါတ်1ကိုမေတ္တာပို့ရမယ်နံပါတ်2ကိုမေတ္တာဖြစ်ဖို့အလွန်လွယ်တဲ့ကိုလေးစားတဲ့မျက်နှိုးရတဲ့ဟိုဘက်ຢာခဘက်ကိုဆက်နွယ်သွားနိုင်တဲ့လူကိုလည်းမရွေးနဲ့တော့ဘောမှာအဲ့လိုလူတွေကလည်းရှိတယ်ဟုတ်လားຢာခဘက်ကိုဆက်နွယ်သွားနိုင်တဲ့လူတွေရှိတယ်ဒေါသဘက်ကိုဆက်နွယ်သွားနိုင်တဲ့လူတွေရှိတယ်အဲ့ဒီအာယုံကိုအရင်သွားမရွေးနဲ့ဟုတ်လားရှားကဒေါသမဖြစ်နိုင်တဲ့လေးစားမှုမျက်နှိုးမှုတော့မေတ္တာအစစ်ကိုဖြစ်နိုင်တဲ့တော့ကိုယ်စိတ်ထဲကအထင်ကြီးတယ်ပေါ့ရေကိုပြောရတယ်အထင်ကြီးတယ်ဆိုတာအကောင်းတယ်ဒီလူကအရင်ကောင်းတယ်လို့ထင်ရတဲ့လူဟုတ်လားကိုယ့်ရဲ့မိဘပေါ့ဥမာပြောရရင်ကိုယ့်ရဲ့ဆရာသမားပေါ့နော်အဲ့ဒီလိုပုံကူမျိုးကိုအရင်ရွေးပြီးတော့မေတ္တာပို့အဲ့တော့ကိုလည်းပို့ထားတယ်အဲ့ဒီလိုလည်းပို့ထားတာမေတ္တာကဖြည်းဖြည်းနဲ့အကောင်းတာဟောအဲ့ဒီကြတာမှချစ်သူမုန်းသူတွေဆိုတာကိုလာရတယ်ဟုတ်ရဲ့လားအဲ့ဒီလိုဆိုရင်မေတ္တာကတချို့ရန်သူတွေရဲ့အနေထားမှာတောင်ရန်သူဆိုတဲ့ပုံကိုယ်တွေရဲ့ပုံမှာတောင်မှမေတ္တာကဖြစ်တော့လွယ်လွယ်ကူကူဖြစ်သွားတယ်။သူကမေတ္တာတွေအရင်များသွားပြီဆိုတော့ပေးဖို့အတွက်ဘာခက်ခဲမှမရှိဘူး။ဒါကြောင့်မေတ္တာကိုပို့ရင်လည်းဆိုရင်အရင်ထူထောင်စုဆောင်းဖို့မလိုဘူးလားလို့လေဒါအရင်နားလေတယ်လို့လေးပြောကြည့်တာဟုတ်လား။ခုဒီမှာဦးဇင်းတို့ကောင်းဆောင်နွားကိုဘာလို့ရမလို့လေးစားမယ်ပူဇော်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကနော်ဝါကြီးတော်မူရတဲ့ယဟန်တန်ကတော့မထေမြတ်ကြီးတွေကိုဘာလို့မလို့ပူဇော်ရမယ်ပူဇော်တယ်ဆိုတာဘာပြောလို့ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာမေတ္တာတရားနဲ့ပြောဆိုဆက်ဆံရမယ်အမြတ်တနိုးရှိရမယ်စိတ်ထဲကအယံတန်ဖိုးထားရမယ်ဒါဆိုရင်အဲ့ဒီမထေမြတ်ကြီးတွေရဲ့စောင့်ရှောက်မှုကိုမရနိုင်ဘူးလားရနိုင်တယ်နော်အဲ့လိုမျိုးတန်ဖိုးထားမှုမရှိဘူးဆိုရင်တော့အပြန်အလှန်နေနဲ့သူတို့ကလည်းပဲသိပြီးတော့သူတို့ခေါင်းထဲမှာတော့ကိုယ်အကြောင်းဟာရှိမှာမဟုတ်ဘူးဒါကြောင့်ပိဿဘောဓတော်တို့အကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာနော်ပူဇော်မှုလေးစားမှုတန်ဖိုးထားမှုဆိုတာကိုလည်းပြသနိုင်ဖို့မလိုဘူးလားလိုတယ်အဲ့တော့သူတို့ရဲ့စောင့်ရှောက်မှုကိုရနိုင်တယ်ပေါ့အဲ့ဒါအရင်တန်ဖိုးကြည့်တယ်လို့လည်းနားလည်ရမယ်အဲ့ဒါကိုကျွန်တော်7ခုမြောက်နော်
တကယ်လို့သာမပူဇော်ဘူးပသဖို့ဆိုလို့ရှိရင်မပြည့်စုံနိုင်တဲ့မကြီးပွားနိုင်တဲ့နွားကြောင်းသားရဲ့အင်္ဂါရက်ပေါ့စံကျင်ဘက်အနေနဲ့မြတ်စွာဘုရားကပြည့်စုံမဲ့ကြီးပွားမဲ့တိုးတက်မဲ့နွားကြောင်းသားရဲ့အင်္ဂါရက်17မျိုးဆိုပြီးတော့ဒါနဲ့စံကျင်ပြီးတော့ထပ်ဟောတယ်အဲ့ဒါကတော့အထူးပြောစရာမလိုတော့ဘူးပေါ့နော်ဒါနဲ့စံကျင်ဘက်လို့နားလဲရမယ်ဟုတ်လားအဲ့ဒီဒေသနာကိုပိဋကပေါင်းတော်အောင်တို့မိမိတို့ကျင့်သုံးနေတဲ့ဒီအကျင့်မြတ်နဲ့ပတ်သက်ပြီးတော့အများကြီးဆက်ဆက်ပြီးတော့တွေးစရာကျင့်စရာအတူယူစရာတွေအများကြီးမရှိဘူးလားရှိရနော်အကုန်လုံးချွတ်ချွတ်အကျုံးမဝင်အောင်တောင်မှအများကြီးအကျုံးဝင်နေတယ်နော်ဘဝရဲ့နေနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဝေဖန်မယ်ဆိုရင်တော့ဒီ17မျိုးလုံးကတော့အကျုံးဝင်တယ်ဒါတရားကျင့်နေတဲ့အချိန်လေးကိုပဲဦးဇင်းကကွက်ပြီးတော့ပြောတာဟုတ်လားကျန်တဲ့အချိန်တွေပါအကုန်လုံးပြောမယ်ဆိုရင်တော့ဒီ17မျိုးလုံးဟာလိုက်နာကျင့်ကြံစရာတွေကြီးပဲလို့မဆိုနိုင်ဘူးလားနော်နွားတွေရဲ့အစင်တန်းနွားတွေရဲ့အရေးအတွက်ကိုသိတဲ့နှလုံးပုဂ္ဂနာကိုကြီးမှာရုပ်ပိုင်းဆိုင်ရာတိဆောက်ထားတဲ့ဒီမာဘုကြီးလေးပါဥပါဒရုပ်ဒါတွေရဲ့သဘောတွေကိုအမှန်ကန်သိပြီးတော့ပုဂ္ဂိုလ်တ attva စိတ်သုံးနေတဲ့ဒီသဘာဝတရားတသက်ရဲ့အနေအထားမှကိုသိအောင်မြင်အောင်လုပ်ရမယ်ဒါဆိုလို့ရှိရင်ကြည်ပွားမယ်တိုးတက်မယ်ပထမအင်္ဂါရဟုတ်လားပြီးတော့ပါတော့လက္ခဏာကုသလောဟောတိလူမိုင်းဆိုတာဘယ်လိုလက္ခဏာရှိတယ်ပညာရှိဆိုတာဘယ်လိုလက္ခဏာရှိတယ်ဒီလက္ခဏာတွေကိုသိပြီးတော့လူမိုင်းနဲ့ပွာရမယ်ပညာရှိနဲ့ပေါင်းသင်ဆက်ဆက်ရမယ်ဒါဆိုရင်ကြည်ပွားမယ်တိုးတက်မယ်နော်နောက်ပါပြောတော့အာတာတိကဟာရိတာဟောတိကြားလာတဲ့ရင်ကြီးဥတွေကိုလည်းဖယ်ရမယ်ဘာတွေပြောရတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တအတွေ့အကြုံတွေဖြစ်လာရင်ဖယ်ရမယ်လို့ပြောတာမဖယ်ရင်ဘာဖြစ်မလို့ကြည်ပွားလာမှာတော့လောက်ဖြစ်လာပြီဆိုရင်တော့ကြိုက်တာခံရတော့မှာဟုတ်လားသူကအိမ်ဖွဲ့ပြီးတော့ထဲထဲမှာအကြီးအကျယ်မငြိမ်းပွဲတွေကိုမဖန်တီးနိုင်ဘူးလားဖန်တီးနိုင်တော့အဲ့တော့အတွေးစိုးမျိုးမျိုးကြောင့်ပြည့်စည်နိုင်တယ်ဆိုတာကိုနားလည်ပြီးတော့ဒီအတွေးတွေကိုဖယ်နိုင်ရမယ်ပေါ့အဲ့ဒါသုံးခုမြောက်ပြည့်စုံမဲ့ပုဂ္ဂိုလ်ရဲ့ကြီးပွားမဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါရက်ပေါ့နောက်ပါပြောတော့ဝဏံပရိစ္ဆာဒေတာဟောတိအနာကိုဖုံးရမယ်မျက်စိနာနာတရားကိုစိတ်ဆိုတဲ့အနာကြီး6လုံးကိုတတိဆိုတဲ့အဖုံးနဲ့ဖုံးရမယ်တနည်းအားဖြင့်ပတိစီရမယ်ဆေးတုပ်ရမယ်ပေါ့ဟုတ်လားဒါဆိုရင်ဘာလို့ကြီးပွားမယ်ဟုတ်တယ်မယ်နောက်ပါတဲ့တော့ဒူမံကတ္တဟောတိအခုလွတ်ရမယ်အခုလွတ်တယ်ဆိုတာဘာပြောတာတော့တရားဟောရမယ်ကိုသိထားတဲ့အလွန်မွန်မြတ်တဲ့ဒုက္ခငြိမ်းချမ်းချမ်းသာကြောင်းဒီတရားနိလန်ကောင်းတွေကိုတတ်နိုင်ကြမြကြည်ပြတ်အောင်လူတွေသိအောင်လုပ်ဖို့လုပ်ရမယ်ဒကာဓမ္မတို့တာဝန်သိတယ်ဆိုရင်တာဝန်ရှိတယ်ဆိုတဲ့စကားလေးကအလွန်ကောင်းတယ်နော်တာဝန်သိတယ်ဆိုရင်တာဝန်ရှိတယ်နော်ဘယ်သူမှလုပ်ရမယ်လို့တော့ဝေးရပါနော်တတ်မှတ်ချက်အနေနဲ့တတ်မှတ်ပြလိုက်တာတော့ဘယ်သူမှမရှိဘူးလုံးတဲ့လို့ထင်တော့လုံးလိုက်တာပါပဲဟုတ်တယ်မဟုတ်လားအဲ့တော့ကိုငါအဲ့ဒါကိုလုံးတဲ့တယ်လို့ယူဆတယ်ဆိုရင်လုံးလို့တော့မရဘူးလားရတယ်လူလည်းလူအတိုင်းတာလေးနဲ့လူလုံးလို့ရတယ်အနည်းဆုံးကိုမိသားစုလေးကိုစလုပ်နော်ကိုရင်းနေတဲ့လူကိုဆွေမျိုးတွေကိုအိမ်နီးနာချင်းတွေစလုပ်ပေါ့ဟုတ်လားအဲ့ဒါမလုပ်တာတော့အခိုးလွတ်တာတဲ့ဒီအင်္ဂါရလည်းကြည်ပွားမဲ့တိုးတက်မဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါရနောက်ပါလေတော့အိဋ္ဌံဇာနာတိစိတ်ကန်းကိုလည်းသိရမယ်နွားတွေဘယ်နှရည်တတ်ရမလဲဆိုတာတော့နွားကြောင့်သာသိရမယ်အဲ့ဒါဘာပြောတာတော့မရှင်းတာတွေမလင်းတာတွေတန်တရားဖြစ်နေတာတွေမသိတာတွေကိုမေးရမယ်တဲ့မသိတာကိုမသိတယ်လို့မထားပါနဲ့ဒီမသိမှုကပြီးရင်ပြဿနာရှာလိုက်မယ်ဒီတန်တရားပြီးရင်ကြီးထွားလာနိုင်တယ်ဒါကြောင့်မို့လို့သူ့ကိုရှင်းထုတ်ထားဖို့မလိုဘူးလားလို့တယ်မေးရမယ်စိတ်ကန်းကိုသိရမယ်နောက်ပါလေတော့ဣတံဇာနာတိတဲ့ရေကိုလည်းတိုက်ရမယ်ရေတောက်ရမယ်နော်ရေတောက်ပြီးသားမတောက်ရသေးဘူးလားသိရမယ်ရေတောက်တယ်ဆိုတာကပြောတာတော့တရားနာတာကိုပြောတာတော့ဒီလောက်ကောင်းတဲ့အဆုံးအမဒီလောက်ငြိမ်းချမ်းစေတဲ့ဒီလောက်အသိဉာဏ်ကိုဖြစ်စေတဲ့နော်ဒီလောက်မုံမြတ်တဲ့တရားအတန်စာဒါတွေကိုမကင်းကွာတဲ့မကွန်းကွာစေတဲ့မှုတလူခံယူခြင်းနဲ့စူးစမ်းရမှာနော်နေ့တိုင်းတရားနာဖို့လိုတယ်ဟုတ်လားတရားနာပြီးတာနဲ့တရားနာမထားတဲ့အချိန်နဲ့အရင်ကြီးသိတာရနော်နေ့တိုင်းတရားတစ်ပုဒ်နာတယ်ဆိုကြပါစို့နာပဲနဲ့နေကြည့်အဲ့ဒီနေ့တစ်ခုခုလိုနေတယ်ဟုတ်လားနှစ်ပုဒ်နာကြည့်တရက်ကိုနှစ်ပုဒ်လောက်နာကြည့်မအားဘူးဆိုလို့ရှိရင်ဒီပြင်အလုပ်လုပ်ရင်းနဲ့နာကြည့်ဒီအတန်လေးတွေကကြားနေရတယ်အဲ့ဒီအကြားတွေကဘာဖြစ်နေတော့အတွေးတွေကိုဖြစ်စေတယ်အဲ့ဒါနဲ့ဘဝကဆက်သွားနေတာနော်မြင့်မြတ်တာတွေးနေတဲ့အချိန်မှာကိုယ်အမြင့်မြတ်တဲ့လူပဲလေအဲ့ဒီဟာရဲ့အဆက်နဲ့သွားမှာအဲ့ဒါမရှိဘူးဆိုရင်တောင်တွေးမြောက်တွေးတောင်ရောက်မြောက်ရောက်ကပေါက်တီကောက်ချတွေးပြီးသားထက်တွေးမတင်တော်တာတွေတွေးဘာမှအကျိုးမရှိပဲနဲ့အချိန်ကုန်တာအဲ့ဒီတော့ဘာဖြစ်တော့ကိုယ်လည်းအကျိုးမရှိတဲ့လူပေါ့ဒါကြောင့်ရေများများတောက်ဖို့မလိုဘူးလားတို့နော်ရေများများတောက်ရမယ်ပြီးတော့ဗာပြောတော့ဝိထိန်ဇာနာတိတဲ့လမ်းကိုသိရမယ်တဲ့နော်ငြိမ်းချမ်းမှုအစစ်ကိုရဖို့အတွက်နော်ဘယ်လမ်းကိုရှောက်အောင်မလဲဘလို့ကျင့်ရမလဲဆိုတာသိရမယ်နောက်ကိုမြောက်ကပါတော့ဂောစလကုသလောဟောတိ
တတိပဋ္ဌာန်တရား၄ပါးတည်းဟူသောဇေချက်ကိုလိမ္မာကျွမ်းကျင်ရမယ်ကြေပြောကြတော့ကောင်းတယ်နော်ပြောတော့ပြောခဲ့ပြီဟုတ်လားပြီးတော့ဗာပြောတော့10ခုမြောက်ကနော်နွားနို့မချမ်းမဲနဲ့အကုန်မညစ်ပါနဲ့တဲ့ဟုတ်လားချမ်းပြီးတော့ညစ်ရမယ်နောက်အလှကံလိမ္မာကျွမ်းကျင်မှုရှိရမယ်တနည်းအားဖြင့်လောဘနေရမယ်ချစ်ချိန်တဲ့ရမယ်ဉာဏ်ရှိရမယ်ဟုတ်လားနောက်ဆက်ခုကဗာပြောတော့ကြီးတဲ့ပုံကိုယ်တွေကိုယုံတည်မှုလေးစားမှုတန်ဖိုးထားမှုပူဇော်မှုဒါတွေရှိကိုရှိရမယ်လို့ဒီလိုမြတ်စွာဘုရားဟောတယ်ဟုတ်လားတတိ7မျိုးဟာပေးတဲ့ပေါင်းတော်ကောင်းတို့ကျက်သုံးမယ်ဆိုလို့ရှိရင်အများကြီးကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့တိုးတက်မှုကြီးပွားမှုရှိနိုင်မှုလားရှိနိုင်တယ်ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ဒီအပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့နော်ဒီအင်္ဂါရဲ့7မျိုးနဲ့နော်ကြီးပွားချမ်းသာခြင်းရဲ့အကြောင်းတရားဖြစ်တဲ့နော်လိမ္မာကျွမ်းကျင်တဲ့နွားကြောင်းသားမှာရှိတဲ့အင်္ဂါရဲ့7မျိုးနဲ့ပြည့်စုံအောင်ကျင့်သုံးနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်တရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညံမျက်နှိပ်မှန်ကိုလင်မြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရတည်း